နေတဲ့ အရိယာဘုံနဲ့ထိုင်ပြီးတော့တရားနာကြပါသာသနာတော်နှစ်2555ခုနှစ်ကောဇာတက္ကရာ1383ခုနှစ်ခရစ်တက္ကရာ2011ခုနှစ်16ရက်6လ2011နေုံလာပြီးနေ့တရားပွဲကုသိုလ်ရှင်များမှာဒုတိယဗိုလ်မှူးကြီးကျော်ဝင်းငိမ့်ကော်မတီနှစ်မန္တလေးမြို့တော်စီမံသားယာရေးကော်မတီဦးအောင်မင်းဆွေဒေါ်တင်တင်ခိုင်ပါရမီပွဲယုံပလိုင်းရမိသားစုတရားပွဲပြည့်မြောက်ရန်အတွက်ရည်မှန်းတဲ့အကြောင်းရင်းကတော့ဒုတိယဗိုလ်မှူးကြီးကျော်ဝင်းငိမ့်၏မွေးနေ့အထိမ်းအမှတ်ဖြစ်ပါတယ်ထို့အပြင်ဦးအောင်မင်းဆွေဒေါ်တင်မုတ်ခိုင်တို့မိသားစုနိဗ္ဗာန်ရောက်ကြောင်းထောက်ပံ့ပြပါသည်အကျိုးငါ၎င်းတရားနာကြတဲ့အပရိသတ်ပေါင်းသူတော်ကောင်းတို့မဲ့ဖို့နိဗ္ဗာန်ရာကြောင်းထောက်ပံ့ပြပါသည်အကျိုးငါ၎င်းကျင်းပတဲ့အဘိဓမ္မာတရားပွဲဖြစ်ပါတယ်၎င်းအဘိဓမ္မာတရားပွဲ၌အပရိသတ်ပေါင်းတွေတကွအဘိဓမ္မာလူရှင်ပေါင်းတို့အားပြန်လည်ချီးမြှင့်ဟောကြားသောတရားတော်မှာသာသနာအမွေတဲ့ဘာတရားလဲသာသနာအမွေဆိုတဲ့တရားမဟောခင်ဦးစင်းကနဲ့ပိဋကကြီးနဲ့မိတ်ဆက်ပေးရမှာပေါ့ဦးစင်းကတိုက်ခွဲမှ30နှစ်သင်္ကူဝိပဿနာဓမ္မယိတာတရားပြတဲ့ကမ္မထာနာစရိယပုဂ္ဂိုလ်ပါကမ္မထာနာစရိယပုဂ္ဂိုလ်ဆိုတာလဲနိုင်ငံတော်ကပေးထားတဲ့ဘွဲမဟုတ်ပါဘူးတရားပြတဲ့ဆရာလို့ပဲခေါ်တာပါပဲဦးစင်းကပရိယတ္တိစာပေမတတ်ဘူးပရိယတ္တိစာပေမတတ်ဖဲနဲ့ဘာဖြစ်လို့အရှင်မြတ်တရားဟောတာလဲဆိုရင်ဦးစင်းကဓမ္မဂတိကအနေနဲ့ဟောခြင်းလည်းမဟုတ်ပရိသတ်တွေများပြီးနာမည်ကြီးဖို့ရည်ရွယ်ချက်နဲ့တရားဟောခြင်းလည်းမဟုတ်ဘူးဦးစင်းမှာလူချင်းတူပေနဲ့စိတ်ချင်းမတူဘူးပါရမီချင်းမတူတဲ့အလျောက်မိမိကြိုးစားအထောက်ထားတဲ့ဘဝနေပြီးတော့ရရှိထားတဲ့အကျိုးတရားတွေကိုသုံးသပ်ပြီးတော့လူဖြစ်ရတာအမတန်ရနိုင်ခဲ့တယ်သာသနာနဲ့ကြုံနိုင်ခဲ့တယ်ယဟန်ပဇင်းဖြစ်ကိုလည်းရနိုင်ခဲ့တယ်တရားတရားလည်းရှိနိုင်ခဲ့တယ်အဲ့ဒီရှိနိုင်ခဲ့တဲ့ခရင်လာတဲ့၄မျိုးတဲ့ပို့ပြီးတော့ခရင်တာကတော့တတ္တမတောင်နာအတိတုံလပါသူတော်ကောင်းတရားနာကြတာအလုံးမခရင်တယ်ခရင်လာတဲ့သာသနာတော်ကြီးနဲ့ကြုံတွေ့နေတဲ့အချိန်မှာတရားဓမ္မတွေကြံနေသေးတဲ့ဟာကွက်ကလေးတွေကိုဖြည့်ဆည်းဖို့ဆိုပြီးတော့ဦးဇင်းအဲ့ဒါတရားနှိုးစော်တာဓမ္မယုံတစ်ခုကိုဦးဇင်းကနှစ်ခါတရားမဟောဘူးဘာဖြစ်လို့ဦးဇင်းကဓမ္မဂရိကအနေနဲ့ဟောတာမဟုတ်လို့ဓမ္မဂရိကတော့တရားဟောပွဲပင်ဟောရတာပေါ့ဦးဇင်းကတော့ဦးဇင်းတရားကတစ်ခါပဲလာဟောတဲ့တရားအဲ့ဒါကြောင့်မလို့လဲနှစ်ခါလာမဟောတာတကယ်တမ်းကျတော့ဦးဇင်းကတရားဟောမှာမဟုတ်ဘူးတရားကျင့်ဖို့သာလင်နှိုးစော်တာဖြစ်ပါတယ်အဲ့အတွက်ကြောင့်ဦးဇင်းကောင်းစဉ်တတ်ထားတဲ့သာသနာအမွေဆိုတဲ့တရားကောင်းစဉ်နဲ့တရားနာကြမဲ့ယောဂီတို့နဲ့လိုက်ဖက်အောင်ဦးဇင်းကသာသနာအမွေတရားဟောကြပါမယ်အဲ့တော့ယောဂီပေါင်းသူတော်ကောင်းတို့သာသနာဆိုတာမြတ်စွာဘုရားဆုံးမတာအမွေဆိုတာကရယူတာပဲမြတ်စွာဘုရားဆုံးမတဲ့အဆုံးအမတွေကိုယူတာကိုသာသနာအမွေလို့ခေါ်တာအဲ့တော့သာသနာအမွေကိုယူဖို့ဆိုတော့ယဟန်ပဇင်းဖြစ်မှတရားဓမ္မတွေကသာသနာအမွေယူတယ်လို့ထင်တာအဲ့ဒါကပပ္ပိစိတဘာဝဒုံလဘအတွက်ယူတာနောက်တစ်ခုကတရားနာတယ်တရားကျင့်တယ်ဆိုတာလဲသာသနာအမွေယူတာတရားနာတယ်ဆိုတာလဲဆိုင်ရာဓမ္မဂရိကတွေကမြတ်စွာဘုရားဟောထားတဲ့ဒေသနာတော်တွေကိုနှလုံးသားထဲမှာထားပနာပြီးတော့ကိုယ့်ရဲ့ပစ္စည်းလေးပါးတရားဓမ္မတွေတဆင့်ဖောက်တယ်ချတာလဲမြတ်စွာဘုရားရဲ့ကိုယ်စားဟောကြားတဲ့အတွက်ကြောင့်ဒါကိုသာသနာအမွေယူခြင်းဖြစ်ပါတယ်အဲ့ဒါနဲ့ပြီးလားဆိုတော့မပြီးသေးဘူးဘာကြံသေးလဲဆိုတော့နောက်ဆုံးတရားကျင့်ဖို့ကြံတယ်တရားကျင့်ဖို့ကြံမယ်ဆိုတော့ဒါပေမဲ့တော်တော်များများဟာတရားကျင့်ဖို့အတွက်စိတ်ဝင်စားကြဘူးအခုဒီတရားနာတဲ့ပိဋကကြီးအခုမန္တလေးမြို့ကနေပြီးတော့ဒီဓမ္မယုံတွင်းမှာရောက်လာတဲ့ပိဋကကြီးမိမိတို့သည်မြတ်စွာဘုရား၄သိန်းချင်းတဲ့ကဘာတသိန်းပါရမီဖြည့်ပြီးတော့အသက်နဲ့ခန္ဓာမငဲ့ကွက်ဖဲနဲ့ပါရမီဖြည့်ခဲ့တာတရားဓမ္မတွေကိုတကိုးပြခြင်းလို့လားအမွေပေးခြင်းလို့လားဟုတ်ပြီအဲ့တော့အမွေပေးခြင်းနဲ့ဆိုတော့ပေးတဲ့ပုဂ္ဂိုလ်ကအမွေပေးပြီးတော့ယူတဲ့ပုဂ္ဂိုလ်ကယူပြီးပြီလားမသိဘူးဒါလေးသိဖို့ပါဟုတ်ပြီနော်တကယ်တမ်းကျတော့သိသိထိုက်တာလေးတွေကို
ဘောလုံးကြီးပေါ်နေပြီနဲ့ကြော်ပြီးတော့သွားပြီးတကယ်သူတကယ်လုံးသိလှုပ်တိုက်တဲ့အချက်တွေကိုမေ့လျော့နေတာတွေအဲ့ဒါတွေကိုဦးဇင်းကသတိပေးပြီးတော့မကြခင်အခုမနေ့ကညနေဆိုလို့ရှိရင်တရားစခန်းဝင်တော့မယ်တောင်စလင်းတိုက်ဝါကင်းကုန်းကျောင်းဆရာတော်ဥဒိကကျောင်းနေပြီးတော့ဓမ္မယုံမှာဦးဇင်းတစ်နှစ်ကို2ကြိမ်တရားပြပါတယ်အဲ့တရားစခန်းမှာတရားလာခြင်းဖို့အတွက်တရားကျင့်မဲ့ယောဂီတွေကိုနှိုးဆော်ရင်းနဲ့တရားစခန်းပွဲမတိုင်မင်းအခုဘုံမကြီးကျော်ဝင်ဒုတိယဘုံမကြီးကျော်ဝင်ကဦးဇင်းရဲ့သာသနာပြုဥက္ကဋ္ဌပါအဲ့တော့တခါကြီးကျောင်းမှာတရားပြတော့တရားဟောတော့နားတဲ့ပုဂ္ဂိုလ်ကလာခြင်းတဲ့ပုဂ္ဂိုလ်ပဲနားနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမသိဘူးဒီကြားထဲမှာတရားဆိုတာကြမ်းတယ်မကျင့်ရဘူးကြောက်တယ်ဆိုတော့လှန့်လာတော့ကြောက်လုံးလှန့်လုံးနေနဲ့ဖြစ်တော့ငကိုတွေကမကျင့်ကြရတဲ့ထဲလှန့်လုံးနေရများတော့ကြောက်ပြီးတော့မလာကြဘူးအဲ့တော့ကြောင့်ဦးဇင်းအဲ့ဒါလေးတွေလည်းဖြည့်ရှင်းနေတယ်မိလျော့ပေါ့ဆနေတာတွေကိုလည်းသတိပေးခြင်းနဲ့အဲ့တော့ကြောင့်ဒကာကြီးတရားပွဲလေးလုပ်ပါလို့ဦးဇင်းကတိုက်တွန်းတာပါအဲ့တော့ဒကာဓမ္မတွေအခုဦးဇင်းကခုနပြောတယ်ဗောမြတ်စွာဘုရားကသာသနာအမွေပေးတယ်ဆိုတာယောဂီတို့လောကမှာမိဘတွေကအမွေပေးတယ်ဆိုတော့အမွေပေးတယ်ဆိုရင်မလိုချင်ဘူးလားလိုချင်တယ်အခုတော့ယောဂီတို့ရဲ့အမေဖေကပေးတဲ့အမွေကဒီတဘောအစာပဲပေးတာဟုတ်ပြီလားနောက်ဘဝအတွက်တည်သွားလို့ရလားမရပါဘူးဗျာရွှေတွေငွေတွေတိုက်ဒေတာတွေအလုတ်ယုံနေဟုတ်ပြီလားအဲ့ဒါတွေကနောင်ဘဝထိတည်သွားလို့ရလားမရပါဘူးဗျာအဲ့လိုဆိုရင်ယောဂီတို့အမေတွေအဖေတွေဘိုးတွေဘားတွေပေးတဲ့အမွေကတဘဝအစာပဲပေးတဲ့အမွေဟုတ်ပြီလားမြတ်စွာဘုရားပေးတဲ့အမွေကနိဗ္ဗာန်တိုင်အောင်အိုနာသည်ဆိုတဲ့ဒုက္ခဘယ်တော့မှပြန်မရအောင်အဲ့ဒီလောက်တောင်ချမ်းသာတဲ့အမွေကြီးအခုတည်းလည်းချမ်းသာတယ်တရားကျင့်တဲ့ယောဂီသည်ပြစ္ဆုတ်ပံမှာလည်းချမ်းသာတယ်နောင်လည်းချမ်းသာတယ်နောင်အချမ်းသာဆုံးဖြစ်တဲ့ဘယ်တော့မှအိုနာသည်ဆိုတဲ့မရတဲ့နိဗ္ဗာန်တိုင်အောင်ချမ်းသာတဲ့စွမ်းနိုင်တဲ့သာသနာအမွေကြီးဖြစ်တယ်အဲ့တော့ယောဂီတို့ကဖရာအဲ့လိုတန်ဖိုးကြီးလာတဲ့ဒီအမွေကြီးကိုပေးပါတော့လည်းပဲအဲ့လောက်ကြီးမားတန်ဖိုးကြီးတဲ့အမွေကြီးကိုမယူတာဘာကြောင့်လဲစဉ်းစားရမယ်နော်ဦးဇင်းကမေးလျော်တာလေးတွေကိုသတိပေးတာကောင်းပြီအဲ့ဒီယောဂီတို့အခုတရားနာတဲ့ပုဂ္ဂိုလ်တွေသိပြီးလို့ရှိရင်နတ်ပြည်ချမ်းသာမှာနတ်စည်းစိမ်ကြီးခံစားရမှာသေကြလို့ဘုရားတပည့်တော်တို့နော်မကြောက်လို့ပဲတပည့်တော်တို့ဒီတိုင်းနေပါတယ်ဆိုရင်နတ်စည်းစိမ်ခံစားရမယ်အထောက်ထားရောရှိသလားရှိပါဘူးဗျာစစ်ဘောဟုတ်ပြီလားကိုယ့်ဘောကိုစစ်အကယ်၍ဗြဟ္မာ20ရောက်အောင်ဗြဟ္မာချမ်းသာကြီးနဲ့ကဘာပေါင်းများစွာချမ်းသာတဲ့အစွမ်းနဲ့နေနိုင်တယ်ဆိုပြီးတော့ဇံချမ်းသာတွေရထားပါပြီဆိုတော့အဲ့ဒီဇံတရားတွေကျင့်ထားပြီးပြီလားကျင့်ပါပါအဲ့တော့ဇံမကျင့်လို့ရှိရင်ဇံမရလို့ရှိရင်ဗြဟ္မာဘုံရောက်မှလည်းမဟုတ်ဘူးဒါပြင်ကောင်းပြီနေ့စဉ်တရားဓမ္မတွေကာယဝစီမနောဆိုတဲ့ပြုဝရအမှု3ခုနဲ့ပြုလုပ်ကြတာနိဗ္ဗာန်ရောက်ကြောင်းအလုပ်တွေလားနိဗ္ဗာန်ရောက်ကြောင်းအလုပ်တွေလုပ်နေကြလားနေရင်လက်နဲ့လုပ်တဲ့အလုပ်ပါးစပ်နဲ့ပြောတဲ့အပြောစိတ်နဲ့ကြံတဲ့အကြံဆိုတဲ့ကာယကံဝစီကံမနောကံဆိုတဲ့အလုပ်3မျိုးလုပ်တာနိဗ္ဗာန်ရောက်မဲ့အလုပ်တွေလုပ်နေကြတာလားအဲ့ဒါလဲစဉ်းစားရလိမ့်မယ်သတိထားရလိမ့်မယ်ဒါပေမဲ့ယောဂီတို့နေ့စဉ်လုပ်တဲ့အလုပ်ကကာယကံကာယကိုယ်နဲ့လုပ်မဲ့အလုပ်ဒီလောဘဒေါသမောဟမာနဒိဋ္ဌိကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာပါးစပ်နဲ့ပြောတာကလည်းလောဘဒေါသမောဟမာနဒိဋ္ဌိကင်းသလားကင်းပါဘူးဗျာအဲ့တော့စိတ်နဲ့ကြံတာလဲလောဘဒေါသမောဟမာနဒိဋ္ဌိဆိုတော့ကုသိုလ်လားအကုသိုလ်လားအကုသိုလ်ပါဗျာဒါဖြင့်ယောဂီတို့နေ့စဉ်ဘာတွေလုပ်နေတာလဲဘာတွေရကျင်လို့လုပ်နေတာလဲလို့မေးရင်ဘယ်လိုဖြေမလဲအာကုသိုလ်တရားတွေလုပ်နေတယ်ဘာတရားတွေလဲအာကုသိုလ်တရားတွေပါဗျာလောဘဒေါသမောဟဒိဋ္ဌိဆိုတာအာကုသိုလ်တရားတွေအဲ့ဒီအာကုသိုလ်တရားတွေနဲ့ပြောကြလုပ်ကြကြံညနဲ့နေကြတာတနေ့တည်းလားနေ့တိုင်းလားနေ့တိုင်းပါဗျာအဲ့ဒီဆိုယနေ့တရားနာတဲ့ပုဂ္ဂိုလ်တွေနေ့တိုင်းအလုံးလုံးပြီးရှာနေကြတာဘာတွေတိုးတက်ဖို့ရှာနေတာလဲမသိဘူးလေဘာတွေတိုးတယ်ရှာတယ်ဆိုတာလိုချင်လို့မဟုတ်ဘူးလားလိုချင်ရကိုရဖို့အတွက်အလုံးလုံးရတယ်အလုံးလုံးတယ်ဆိုတာကာယနဲ့ဝစီနဲ့စိတ်နဲ့လည်းကြံစည်ပြီးလှုပ်ရတယ်ပါးစပ်နဲ့လည်းပြောဆိုလှုပ်ရတယ်ကိုယ်နဲ့လည်းလှုပ်ရတယ်လိုချင်လို့လှုပ်တဲ့အလုပ်တွေက
ဘာတွေလိုချင်လို့လုပ်နေတာလဲဆိုရင်တရားဓမ္မတွေအာဟုတွေတိုးဖို့ဟုတ်ပြီလားအာဟုတွေတိုးတဲ့အလုပ်တွေလုပ်မနေရဘူးလားအဲ့တော့အာဟုတိုးတဲ့အလုပ်လုပ်နေတယ်လို့ကိုယ့်ကိုယ်သိရလားသိပါဘူးဗျာအဲ့ဒါလေးကိုလည်းဦးဇင်းကသတိပေးမှာအဲ့တော့အာဟုတိုးတက်နေတဲ့ပုဂ္ဂိုလ်ကအာဟုတွေတိုးရှာနေတော့ဘာတွေတိုးပြီးရလာမလဲအဲ့ဒါကိုသိကြရဲ့လားမသိဘူးနော်ဦးဇင်းကတော့ဒေသနာတွေဘာတွေတော့မတတ်ဘူးလေဒါစာမမတတ်တာယတာနုဘဝတော့ပဲတတ်တယ်ကျောင်းသားနေပြီးတော့နောက်ဦးဇင်းလည်းဒါခိပညာဘွဲတွေယူပြီးတော့ဘွဲရပြီးတော့အိမ်တော်ပြုမလားအောင်မိတယ်နောက်ဆုံးတော့အတိတ်ကပါရမီနဲ့ကြုံလာတော့ဘုန်းကြီးဖြစ်တယ်ဆိုတော့ဘုန်းကြီးပြုတ်နေမဟုတ်ကိုယ့်ဘာကိုကျင့်ရတာပေါ့ကျင့်နေဆိုတာကလည်းကိုယ့်ကိုတရားသမားဆိုပြီးအမိခံကျင့်တာမဟုတ်ဘူးတရားလိုချင်လို့ကျင့်တာမရအောင်ကျင့်မယ်ဆိုတဲ့သေးသေးကြီးကြီးစုပ်စုပ်ပြပြပုံပဲ့ပဲ့လူသိရင်သိမသိတရားရဆိုတဲ့သိရင်ကိုဆရာတော်ကြီးရဲ့ဩဝါဒအတိုင်းဦးဇင်းတို့ကိုယ့်ကိုမလိမ်မညာမဖုံးမဖိကိုယ့်ကိုပရိယေလို့မရှိတဲ့တရားအရှိတယ်ဆိုပြီးတော့အထင်ကြီးတစ်ခွဲသားနဲ့လှုပ်ထားတာမဟုတ်ပါဘူးကိုယ်တိုင်ပေါ့မြောက်ရောက်အောင်ကျင့်ထားတယ်ကျင့်ထားပြီးတဲ့ခါကျတော့ခုနလိုတရားဓမ္မတွေကိုပြန်ကြည့်တော့မန္တလေးမြို့ကတန်ဃာတော်ပေါင်းသိန်းနဲ့ချီတယ်ဒီလိုတန်ဃာတော်ပေါင်းသိန်းနဲ့ချီတဲ့တန်ဃာတုသာသနာတော်ကြီးကိုထိန်းနေတဲ့သာသနာဝန်ထမ်းရှင်ဟန်းနေမကြောင်းမကြမတောင်းမတတို့ဒီမန္တလေးမြို့သူမြို့သားတွေထိန်းတာကိုဦးဇင်းကချီးမွမ်းလို့မကုန်ဘူးပါဇက်ပြောတာမဟုတ်တကယ်ကိုပြောတာဦးဇင်းအခု3-4ရက်ပဲရှိသေးတယ်စင်ကာပူတို့ပြန်လာတယ်အခုလို့ပွဲကျင်းပါလို့မရဘူးဗျာတရားဟောဖို့တရားကျင့်ဖို့ဆိုပြီးတော့2ရက်လေးပွင့်လိုက်တာအဲ့ဒါအိမ်မှာတရားကျင့်လို့မရဘူးအခုလို့စုလို့မရဘူးအဲ့တော့တနေ့တာမှာအခမ်းမတစ်ခုမှသွားပြီးတော့တရားပွဲလုပ်ရတယ်အဲ့ဒါတနေ့တာမနေ့9ည6ကိုမြန်မာငွေနဲ့အဲ့ခုနှစ်4သိန်း9သောင်းဆို5သိန်းလောက်ကြတနေ့တာတရားနာရဖို့တရားကျင့်ရဖို့မနေ့9နာရီကနေညနေ6နာရီကို5သိန်းလောက်ပြီးမှတရားနာရတယ်ဗျာအခုတရားနာတဲ့ပုဂ္ဂိုလ်တွေပတ်စံပေးနာလားဒီခမ်းမကြီးကိုပတ်စံပေးပြီးတော့တရားပွဲကျင်းပါသလားအဲ့ဒါမြန်မာနိုင်ငံရဲ့ထူးခြားတဲ့ဂုဏ်ဟောပြီနော်ယတနာတွေပွင့်နေတာအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်အခုလို့သာသနာဝန်ထမ်းသံဃာတော်အရှင်သူမြတ်တွေရဲ့အဆုံးအမသို့မဟုတ်မြတ်စွာဘုရားရဲ့အဆုံးအမအဲ့ဒီအဆုံးအမတွေနာခံထားတဲ့အတွက်ကြောင့်တရားတွေတိုးပွားပြီးတော့သံဃာတော်တွေကိုလှူဒန်းနေတာသာသနာတော်ကြီးကိုထောက်ပံ့နေတာသို့မဟုတ်သာသနာအမွေယူနေတာဘာလို့နေတာလဲသာသနာအမွေယူတာပါသံဃာတော်တွေကစာကျက်တယ်စာတက်တယ်ဆိုတာဘာလို့တာလဲမြတ်စွာဘုရားရဲ့သာသနာအမွေနှလုံးသားထဲမှာထားပနာတာမဟုတ်ဘူးလားအဲ့ဒီလိုနှလုံးသားထဲမှာထားငါတော်တွေသီလရှင်တွေတရားဓမ္မတွေကဆွမ်းစသည်ဖြင့်ပစ္စည်းလေးပါမထောက်ပံ့လို့ရှိရင်ဒီသာသနာအမွေကြီးယူနိုင်မှာမလားအဲ့တော့အဲ့သံဃာတော်တွေသာသနာအမွေယူနေတဲ့အထဲမှာတရားဓမ္မတွေကရှေ့ရပါသွားတယ်ဗောတရားဓမ္မတွေကပစ္စည်းလေးပါနဲ့ပါဝင်နေသာသနာပြုနေတဲ့သီလရှင်တွေကမိမိရဲ့ခန္ဓာကိုယ်နဲ့သာသနာအမွေဖြစ်တဲ့စာတွေကိုနှုတ်တဲ့ရအောင်ကြိုးစားအထုတ်တယ်ကျင့်ကြံနိုင်ဟောတဲ့ပုဂ္ဂိုလ်တွေလည်းပါတယ်ဗောအဲ့လိုသာသနာပြုနိုင်ဖို့နော်သာသနာအထွန်းရှိဖို့အတွက်သံဃာတော်တွေကတဝက်တရားဓမ္မတွေကတဝက်နှစ်ခုပေါင်းမှသာသနာတည်တတ်တယ်မဟုတ်ဘူးလားအဲ့လိုဆွန်းလောင်းနေအကြောင်းသင်္ကန်းဆောင်းစိတ်လှူတယ်ဆိုတာတရားဓမ္မတွေဘာလုပ်နေတာလဲသာသနာအမွေယူတာမှတ်မိပြီလားကိုလှူတာကုံသွားတာလားယူလိုက်တာလားအဲ့ဒါကဘာယူတာလဲသာသနာအမွေကုသိုလ်လားအကုသိုလ်လားတော်သေးတာပေါ့ဗျာသံဃာတော်တွေရှိလို့မရှိရင်နေတိုင်းအာကုသိုလ်တက်ဟုတ်ပြီနော်ဒီသံဃာတော်တွေသာသနာပြုတဲ့သီလရှင်တွေအဲ့ဒီလိုတရားကျင့်တဲ့ကြံတဲ့ဟောတဲ့ပြောတဲ့သံဃာတော်တွေသီလရှင်တွေကမရှိရင်ခင်ဗျားတို့မန္တလေးဘာကွယ်သွားပြီလဲသာသနာဆိုတဲ့မြတ်တဲ့မြင့်တဲ့ဘဝမှာအမြတ်ဆုံးနိဗ္ဗာန်ရောက်ဖို့အတွက်အခွင့်အရေးကြီးဆုံးရှုံးသွားပြီအဲ့ဒါတော့မရှိခဲ့လို့ရှိရင်ခင်ဗျားတို့နေ့စဉ်ရှာနေတဲ့စီးပွားတွေသားစာမရတာစီးပွားရှာနေတာကလောဘဒေါသမောဟမာနဒိဋ္ဌိဆိုတော့အာဟုသို့တက်ပြီးတော့စီးပွားမရှာဘူးလားရှာပါဗျာကိုကတော့မရှိလို့ရှာရမယ်ဟဲ့ငါသားလေးငါသမီးလေးငါတို့နေထိုင်ရေးမပြေလေလို့ရှာရတယ်ဖွေရတယ်ဆိုရင်လည်းတကယ်တမ်းကျတော့အာဟုသို့တက်နေတာဒါပြင်ဒီပြင်နိုင်ငံတွေဒီပြင်ဘာသာဝင်တွေကလည်းအခုလိုပဲကာယကံဝစီကံမနောကံနဲ့ရင်းပြီးတော့လောဘဒေါသမာနဒိဋ္ဌိတွေနဲ့ရင်းပြီးတော့အာဟုသို့မရှာနေဘူးလားရှာနေတာပဲဟောပြီးတော့သူတို့ကအာဟုသို့လို့သိရလားခင်ဗျားတို့ရောသိလားဘာထူးလဲမသိဘူးဆိုဘာထူးတယ်လဲမထူးဘူးအဲ့တော့ခင်ဗျားတို့ကဘာကွာလဲ
တန်ဃာတော်တွေသာသနာတော်ကြီးရှိလို့တော်ပါသေးရဲ့ဟုတ်ပြီလားအခုတခါဂောဘကလူကြီးတွေကဓမ္မယုံဂောဘကတွေကငွေကုန်ကြခံပြီးတော့တရားဓမ္မတွေနဲ့စုပေါင်းပြီးတော့ဓမ္မယုံကြီးတည်ဆောက်တော့အခုလိုသံဃာတော်တွေတရားဟောလို့ရတာပေါ့ခင်ဗျားတို့တိန်င်းတိန်ဆက်လိုက်ဟောလို့ရပါမလားမရပါဘူးအခုလိုစုပေါင်းပြီးတော့နာနိုင်အောင်ဟောတဲ့ပုဂ္ဂိုလ်ကတပါးတယ်နာတဲ့ပုဂ္ဂိုလ်ကအများကြီးတနေရာတဲ့နဲ့ဖះဟောတဲ့အဆုံးအမတွေကိုအခုလိုဓမ္မယုံကြီးနဲ့တည်ဆောက်တယ်ဆိုတာသာသနာအမွေယူတဲ့ပုဂ္ဂိုလ်တွေအမွေယူဖို့အတွက်အထောက်ပံ့ပေးတာမှန်ပြီလားဘောဘကလူကြီးတွေကခမရတို့သာသနာအမွေယူဖို့အထောက်ပံ့မပေးဘူးလားပေးပါဗျာဩအဲ့ဒါကလည်းသူတို့လည်းသာသနာအမွေယူတာဟုတ်ပြီနော်တရားနာတယ်ဆိုတာလည်းသာသနာအမွေယူတာဆွန်းလောင်းနေသင်္ကန်းနေကြောင်းနေဆွမ်းနေလူတယ်ဆေးတွေလူတယ်ဆိုတာလည်းတရားဓမ္မတွေဘာလို့တာလဲအဲ့ဒီအမွေကအာကုသိုလ်တရားလားကုသိုလ်တရားလားကုသိုလ်ရတော့ဆင်းရဲလားချမ်းသာလားအဲ့ဒီဆိုတရားဓမ္မတွေချမ်းသာတဲ့အထောက်ပံ့ဘာရှိလို့လဲတန်ဃာတော်နဲ့ဟောပြီနော်အဲ့တော့တန်ဃာတော်တွေကခမည်းတော်ရှိမှမွဲသွားအောင်ဆင်းရဲသွားအောင်ယုံနေသွားအောင်လုပ်တာလားမြတ်အောင်မြင့်အောင်ကူညီတာလားအဲ့လိုဆိုတော်ပါပြီငါတို့တွေတော်ပါသေးရဲ့တန်ဃာတော်တွေရှိလို့သာလင်နော်သာသနာအမွေကြီးယူနိုင်တာဆိုတော့ခမည်းတော်ဆုံးလောင်းတဲ့အချိန်ဥပုသ်ဆောင်တဲ့အချိန်တရားနာတဲ့အချိန်လှူဒန်းတဲ့အချိန်အဲ့ဒီအချိန်တရားကျင့်တဲ့အချိန်လေးကတော့ကုသိုလ်ရပါရဲ့ကြံတဲ့အချိန်ကျတော့ဘာရအဲ့တော့သို့နဲ့သို့ဘယ်သူကများသလဲလျှော့လို့ရပါမလားမရရင်တိုးလို့ပေါ့အဲ့တော့သာသနာအမွေခမည်းတော်ရဲ့တန်ត្រာလူချမ်းသာနတ်ချမ်းသာအဲ့ဒီနိဗ္ဗာန်ချမ်းသာတိုင်အောင်အကျိုးပေးမှာကခမည်းတော်မြင်နေရတဲ့သံဃာတော်တွေသီလရှင်တွေဆွန်လောင်းနေတဲ့သံဃာတော်တွေသီလရှင်တွေကကဲတင်နေတာဟုတ်ပြီလားသူတို့ကကဲတင်နေတာခမည်းတော်အိမ်ရှိရောက်အောင်လာမကယ်ဘူးလားခမည်းတော်ကကုသိုလ်ကကြောင်းသွားယူရတာလားကိုယ့်အိမ်မှာယူရတာလားအဲ့ဒါဘုံကံကြီးလို့ဘာဖြစ်လို့လဲဘုံကံကြီးလို့ပါဗျာဘုံကံကြီးလို့ဦးဇင်းအခုစင်ကာပူသွားခဲ့တော့အိန္ဒိယတို့လည်းရောက်ခဲ့တယ်ယူရီးယားတွေလည်းရောက်ခဲ့ဒီသုံးနိုင်ငံမှာရောက်ဘူးပါတယ်နော်ရောက်ဘူးတဲ့အခါမှာအတွေ့အကြုံကြည့်လိုက်တဲ့အခါကျတော့ယူရီးယားကတော်သေးတယ်အခုစင်ကာပူနိုင်ငံမှာဆိုလို့ရှိရင်ဆွန်းလောင်းစရာတန်ခါရှိသလားမရှိဘူးဥပုပ်ယူလို့လည်းမရဘူးစုပေါင်းပြီးလို့လတ်တရားနာလို့လည်းမရဘူးကိုယ့်အိမ်မှာစုပေါင်းပြီးတော့တရားနာလို့တော့ရလားတရားကျင့်လို့လည်းမရဘူးအိမ်မှာလူတွေလူစုလူဝေးမလုပ်ရဘူးလောက်တာနဲ့တခါလေဘေးအိမ်အတိုင်းတန်းဖမ်းတာချက်ချင်းရောက်လာတာပဲအဲ့ဒါဘာဖြစ်လို့လဲမေတ္တာဖို့တာဘာတွေတားတာလဲသူတို့နိုင်ငံသွားပြီးတော့သူပြင်းနိုင်ငံမှာချမ်းသာတယ်ဆိုပြီးပတ်စံသွားရှာတာတစ်ဖက်ကတော့ပတ်စံရပါတယ်တစ်ဖက်ကတော့ကုသိုလ်တရားဆုံးရှုံးမသွားဘူးလားခင်ဗျားတို့ဒီမှာကမြန်မာနိုင်ငံဝင်ငွေနဲတယ်ဆိုပြီးတော့ငွေလေးကြီးတော့တာနဲတာကုသိုလ်ကြတော့နဲသလားနဲပါဗျာအဲ့တော့သူတို့ရတာနဲ့ကိုရတာနဲ့ဘယ်ရမြတ်လဲအဲ့ဒါနောက်သားသမီးတွေနိုင်ငံခြားလွတ်အောင်မလားလွတ်မှာပဲနော်လွတ်မှာပဲအဲ့ဒါကြောင့်မလို့ဒုက္ခရမတွေနိုင်ငံခြားသွားတဲ့ပုဂ္ဂိုလ်ကပတ်စံရပင်နဲ့အာကုသိုလ်တက်တက်ပဲရှိပါတော့တယ်ကုသိုလ်ယူဖို့မလွယ်တော့ဘူးဦးဇင်းတို့နဲ့အခုနှစ်ရက်သွားပြီးတရားပြခဲ့တယ်ပြလဲပြခဲ့ရောတရားအခုမှကောင်းမှန်းသိတော့ရှေ့ဆက်ခြင်းပဲဆိုတော့မရှိတော့ဘူးမရှိတော့ပြန်ရအဲ့တော့တပည့်တော်တို့ကိုယ့်ရဲ့စကားဖြစ်ဖို့ဆိုပြီးတော့တရက်ကိုတော့ခုနှစ်4သိန်း9သော5သိန်းဆိုတော့တရက်ကို5သိန်းနဲ့9ရက်ဆိုတော့ကိုငါလီ45သိန်းကခမ်းမကြီးပေးရမယ်တရားစကားတရားကျင့်ဖို့အတွက်အဲ့ဒါကလည်းတရုတ်နှစ်တည်းကူတစ်နှစ်မှတစ်ကြိမ်ပဲရမယ်ခဏခဏရပါမလားကျွတ်တို့မြန်မာနိုင်ငံမှာအထုပ်လေးရွက်ပြီးသွားမြန်မာနိုင်ငံမှာအခုနေ့ကတရားရိပ်သာမဖို့နဲ့ရိပ်သာလို့မန္တလေးမှာရှိလားရှိပါဘူးအဲ့ဒါကဘုံကံကြီးမာလို့ကုသိုလ်ယူနိုင်တာဟုတ်ပြီလားအဲ့တော့လွယ်လွယ်နဲ့တို့မန္တလေးမြို့ကြီးမှာပရိယတ္တိဆောင်တဲ့သံဃာတွေကလည်းအများကြီးပฏิပတ်တိဆောင်တဲ့သံဃာတွေရိပ်သာတွေကလည်းအများကြီးတီးနေတာတရားဓမ္မတွေနားမှာလာပြီးတီးနေတာဘာဖြစ်လို့လဲဘုံကံကြီးမာလို့ဗျာဟုတ်ပြီလားအခုအရှင်ဇန်နီးမှာခမည်းတော်မန္တလေးကိုလာတာရောဘာဖြစ်လို့လဲခမည်းတော်ကလာယူရလားဥစဉ်ကလာပေးရတာမန္တလေးကမြို့ကပုဂ္ဂိုလ်တွေတော်တော်ဘုံကံကြီးပါတယ်ဟုတ်ပြီနော်
အခုမြန်မာနိုင်ငံမှာတော့မှတချို့ရွာတွေတော်တော်များများဟာကြောင်းမဆောက်နိုင်တဲ့ရွာတွေအများကြီးရှိတယ်ဟုတ်ပြီလားအဲ့တော့အကယ်၍နာယီဖြစ်လာပြီဆိုလို့ရှိရင်ဘုန်းကြီးရှိတဲ့ရွာကသွားပြီးတော့2ရက်3ရက်လောက်ကကြိုတင်ပင့်ထားရတယ်တာရေးနာယီဖြစ်လို့ရှိရင်ပြီးလို့ရှိရင်ပြန်ဖို့လေကိုယ့်ရွာမှာကြောင်းမဆောက်နိုင်လို့တချို့နေရာတွေမှာတန်ဃာတွေမနေလို့နဲ့လူရာနေပြီနဲ့သာသနာကွယ်မသွားဘူးလားမန္တလေးမြို့ကြီးကြီးသမ်းမအောင်ဗျာကဘာမှာအထွတ်အထိပ်နော်အထွတ်အထိပ်အလွန်ချမ်းသာတဲ့ယရနာတိုက်ကြီးဘယ်ရောက်နေလဲမန္တလေးရောက်နေတာအဲ့တော့မန္တလေးမှာနေတဲ့ပုဂ္ဂိုလ်တွေကဗမာပြည်နဲ့ကဘာမှာဘုံကံအကြီးမားဆုံးပုဂ္ဂိုလ်များသာနေနိုင်တာဟုတ်ပြီလားမန္တလေးကမြို့ပေါ်ပုဂ္ဂိုလ်တွေဘုံကံမကြီးဘူးလားကြီးပါရဲ့အဲ့တော့ဘုံကံကြီးနေတယ်တန်ဃာတော်တွေအများကြီးနဲ့တရားဓမ္မတွေရဲ့အရေးကိုအပူလိုကာကွယ်ပေးထားတယ်ထီးမိုးပေးထားတယ်ပေါ့ဗျာခမည်းတော်ရဲ့အာကုသိုလ်တရားတွေနည်းသွားအောင်မဆောက်ရှောက်ဘူးလားအာကုသိုလ်တရားမှကုသိုလ်တရားများအောင်မဆောက်ရှောက်ဘူးလားအခုခမည်းတော်ဘုံကံကြီးမာတယ်အခုတရားနာတာကိုယ့်ဘက်ကို6နဲ့လာကားလေးနဲ့ကြိုပို့ပေးလားတော်တော်ဘုံကြီးတဲ့ပုဂ္ဂိုလ်တွေဗျာဟုတ်ပြီနော်တော်တော်ဘုံကိုကြီးတယ်အဲ့ဒီကြားတွေကခမည်းတော်ပြန်ကြည့်တဲ့နေရတော့တန်တရာကြီးကုသိုလ်ရေးတော့ခမည်းတော်ဘုံကံကြီးမာလို့တော့အဲ့ဒီကုသိုလ်တရားတွေတော့ရပါပြီကုသိုလ်ရတော့ကုသိုလ်ဘုံကြီးပဲရောက်မယ်လို့အာမခံပါမလားဒါလည်းခမည်းတော်သိတယ်ဘာဖြစ်လို့ဆိုတစ်ဖက်ကခမည်းတော်ကအာကုသိုလ်တွေရှာထားတာကိုဟုတ်ပြီလားအာကုသိုလ်တွေကလည်းတဏီကုံရှာထားတယ်အဲ့ဒီကြားတွေကတန်ဃာတော်တွေရှိလို့တခါကြိုကြားကုသိုလ်တရားဝင်လာတယ်နော်အဲ့တော့အာကုသိုလ်တရားတွေကလည်းအာကုသိုလ်အကျိုးမပေးဘူးလားအဲ့လိုဆိုအာကုသိုလ်အကျိုးပြီးတော့အပေ၄ပါးသို့ရောက်တော့မယ်လွတ်မဲ့ပုဂ္ဂိုလ်ရှိလားမရှိဘူးနော်အာမခံနိုင်လို့လားအဲ့တော့တရားဓမ္မတွေကုသိုလ်နဲ့အာကုသိုလ်နဲ့ရှင်းလာပြီသို့တော်လည်းပဲတဲ့သေတဲ့အခါမရဏံတဏ္ဏံဇောကြလို့ရှိရင်အခုဦးဇင်းတို့နေတဲ့စိတ်တွေမရှိတော့ဘူးအခုကတော့အခုဘုန်းကြီးဝင်မယ်အခုလူထွက်မယ်အခုအရက်တော့မယ်အတကြောင့်အခုတရားကျင့်မယ်အခုလူထွက်မယ်အခုဘုန်းကြီးဝင်မယ်အခုအရက်တော့မယ်အခုဖဲရိုက်မယ်အခုလုပ်လို့ရတယ်အဲ့ဒါဘာဖြစ်လို့လဲဘုံကံကြီးမာလို့ဘာဖြစ်လို့လဲလူဘဝဟိုဘက်ရောက်သွားတော့အခုလူပြန်ပြီးငရဲတိဋ္ဌံရောက်သွားပြီဆိုတော့ကဲမကောင်းတော့ဘူးကွာဆိုလူပြည်ပြန်လာလို့ရလားမရပါဘူးဗျာဘုန်းကြီးဝေးလို့ရလားမရပါဘူးဗျာဥပုသ်ဆောက်တရားနာလို့ရလားမရပါဘူးဗျာဆုံးလောင်းလို့လည်းမရဘူးဒါဖြင့်ပြန်ပြင်လို့ရသေးလားမရပါဘူးအခုလူပြည်ကြတော့ကြိုက်တယ်လို့ပြင်လို့မရဘူးလားမရပါဘူးမှတ်တာအမျိုးသမီးတွေကလည်းအခုသီလရှင်ဝတ်လို့ရတယ်အမြဲဝတ်သလားပြန်ထွက်သလားပြန်ထွက်တာပဲဟုတ်ပြီနော်မြတ်စွာဘုရားလက်ထက်ကဘိက္ခုနီမတွေဝိတယ်ဆိုပြီးတော့ဒုံလဘဆိုပြီးပြန်ထွက်သလားအခုခေတ်ကြတော့အခုကခေတ်ဆန်းမြဟုတ်ပြီလားသာသနာပေါ်မှာတကြံတွင်းလေးသွားပြီးတော့9ရက်9ရက်10ရက်သီလရှင်ဝတ်ကြတယ်ယဟန်ခံကြတယ်ဒုံလဘယဟန်ဝတ်ကြဝတ်ပြီးတော့သာသနာပေါ်မှာအမြဲနေလားအိမ်ပြန်လာခဲ့လားအိမ်ပြန်လာပါဗျာဘာဖြစ်လို့လဲဘုန်းကြီးတွေကရိတ်တာကနှင်ချလိုက်လို့ကိုယ့်ဘာကိုပြန်ထွက်လာတာလားအဲ့ဒါဆိုတရားဓမ္မတွေရိတ်တာမှာသာသနာပေါ်မှာမနေနိုင်တာဘာဖြစ်လို့လဲအာကုသိုလ်များနေလို့ဟုတ်ပြီလားအာကုသိုလ်များနေတော့ကုသိုလ်နေရာမှာနေနိုင်ရဲ့လားနေနိုင်ပါဘူးဗျာစဉ်းစားလေစဉ်းစားတော့ခမရတို့နေ့စဉ်နေတာတာမန်နေတာမဟုတ်ဘူးခမရတို့မေးလျော်နေတာတွေတတိမေးနေတာတွေမသုံးသပ်မိတာလေးတွေဦးစင်းကသုံးသပ်ပြနေတာနော်အဲ့တော့ကောင်းပြီတဲ့ငါတို့ပြန်စစ်လိုက်တဲ့ခါကျတော့လူဘဝလူဖြစ်ရပါလဲနဲ့မြတ်တဲ့သာသနာပေါင်းသာသနာအရေးသာသနာအဝန်းဝိုင်းထဲမှာမနေနိုင်တာဘာဖြစ်လို့လဲပြန်ကြည့်တော့ငါတို့1500ကိလေသာဆိုတဲ့အာယုံကာမဂုဏ်ကိုအလိုလိုက်ပြီးထားတဲ့အတွက်ကြောင့်အယောစားပြီးနေ့စဉ်နဲ့မြစီးပွားရေးတွေရုန်းကန်ပြီးတော့မရှာဘူးလားရှာပါတယ်အဲ့တော့ကာမဂုဏ်ကိုအလိုလိုက်ပြီးတော့အယောစားပြီးရှာရတဲ့အလောက်ကကုသိုလ်နဲ့ရှာရတာလားအကုသိုလ်နဲ့ရှာတာအဲ့တော့ကာမဂုဏ်ဆိုတဲ့အလိုလိုက်တာဘာတက်သွားသလဲအဲ့လိုဆိုအိမ်အောင်ကြပြီဆိုတာဘာဖြစ်သွားတာလဲအာကုသိုလ်တက်သွားတာဟုတ်ပြီလားအာကုသိုလ်တက်တဲ့ပုဂ္ဂိုလ်များချမ်းသာပါမလားချမ်းသာပါဘူးဗျာအာကုသိုလ်တက်တဲ့ပုဂ္ဂိုလ်ကရှင်းပါမလားမရှင်းဘူးပြဿနာတက်ဟုတ်ပြီနော်ခင်ဗျားတို့အိမ်ဒီမှာရှိတဲ့ကြိုက်တဲ့အိမ်ကိုသွားမေးတယ်ပြဿနာမရှိတဲ့အိမ်ရှိလားရှိပါဘူးဗျာဘာဖြစ်လို့လဲပြဿနာရှာထားတာကို
အိမ်တော်ပြုတ်တယ်ဆိုတာဘာရှာတာလဲအာဟုသူရှာတယ်ပြဿနာရှာတယ်ကောင်းသလားမကောင်းတော့ဘာလို့မကောင်းလဲနေတာနော်ပြဿနာလေးနဲ့နေရမှာကောင်းတာခင်ဗျားတို့ကပြဿနာမရှိရှင်းနေလို့ရပါမလားဦးဇင်းတို့ခင်ဗျားတို့အမျိုးသမီးတွေစကိုင်းကြောင်မဲမှာသီလရှင်တွေရှိတယ်ရှင်းမနေဘူးလားခေါင်းမှာလည်းရှင်းနေတယ်နေရွက်မှာလည်းရှင်းနေတယ်လယ်ဘင်းမှာလည်းရှင်းနေတယ်ခန္ဓာကိုယ်ရောရှုပ်တာပါသလားအဲ့ဒါဘာဖြစ်လို့လဲ1500ကိလေသာဆိုတာကာမဂုဏ်ကိုမကျူးလွန်လို့ဟုတ်ပြီလားကာမဂုဏ်မကျူးလွန်တဲ့ပုဂ္ဂိုလ်ကရှုပ်လားရှင်းသလားကာမဂုဏ်ကျူးလွန်တဲ့ပုဂ္ဂိုလ်ကြတော့ဘယ်ထိအောင်ရှုပ်လဲဆိုခေါင်းစမ်းကြည့်လိုက်ပေါ့ခင်ဗျားတို့ခေါင်းမှာဘာရှိလဲသမယရှင်းသလားရှုပ်သလားတရားဓမ္မတွေကအာဟုသူတရားတက်တဲ့ပုဂ္ဂိုလ်များသည်ရှုပ်နဲ့နေမှအာဟုသူတက်လို့ရတာကုသိုလ်ကိုအမြတ်ဆုံးယူတဲ့ပုဂ္ဂိုလ်သည်ဘုရားကဘာလုပ်လဲမင်းတို့အရှုပ်တော်ဘောကြီးရှင်းပြလိုက်တဲ့ကရုံးမတုံးလိုက်ဘူးလားအဲ့တော့ကရုံးတုံးတော့ရှင်းမသွားဘူးလားအဲ့တော့ရှင်းတာကကြိုက်သလားရှုပ်တာကကြိုက်သလားရှင်းတာကြိုက်ပါတယ်တဲ့ရှင်းတာကြိုက်ပါတယ်လည်းပြောတယ်ခေါင်းမှာလည်းအရှုပ်ကြီးနဲ့အဲ့တော့ဘုန်းကြီးကိုမှန်ပြောတာလားလိန်ပြောတာလားကြည်သံခုနပဲ9ပါးသေလာယူတယ်အခုခင်ဗျားတို့ချက်ချင်းလိန်တာအားရောအဲ့တော့တရားဓမ္မတွေစိတ်လိုက်ပေါ့ဥစဉ်ကဘာစိတ်ခိုင်းမှလဲဆိုရင်ငါတို့တနေ့တာအသက်ရှင်ရက်တည်နေတာသည်အာဟုသူနဲ့ယဉ်ပြီးတော့အသက်ရှင်ရက်တည်နေရပါလားဆိုတာကိုပြန်သိလိုက်ပါဟုတ်ပြီလားအာဟုသူပြုထားတဲ့ပုဂ္ဂိုလ်သည်ထိုပြုတဲ့အာဟုသူကာမတတ္တိဝိပစ္စတိထိုကားနဲ့တူတဲ့ဝိဘက်ကလောဘနဲ့သေတော့ဘယ်ရောက်မလဲလောဘနဲ့သေပိဋ္ဌာပြီဘာလဲဒေါသနဲ့သေငရဲပြီမောဟနဲ့သေမာနနဲ့သေအတုရကဲဟုတ်ပြီလားအဲ့တော့ခမရတို့မှာနေတိုင်းလောဘနဲ့မရှာဘူးလားရှာပါဘူးကိုရှာတဲ့ဇီဝသည်လောဘနဲ့ရင်းရှာတော့ပြစ္ဆုတ်ပံကြည်ခြင်းမြင်ခြင်းစားခြင်းနေခြင်းနာခြင်းတွေ့ခြင်းထိခြင်းနဲ့အာယုံကာမဂုဏ်ကိုဒုက္ခအပြင်လိုခြင်းနဲ့ထိုဒုက္ခအာယုံကိုအလုလုပ်တော့လောဘနဲ့လောက်ရတော့လောလောဆယ်တော့အာယုံကာမဂုဏ်တော့ခဏတော့ခံစားရပါတယ်အယောအစားဘာနဲ့ပြရလဲပိဋ္ဌာခန္ဓာနဲ့အယောအစားမပြရဘူးလားအဲ့လို့ဆိုရင်ခင်ဗျားတို့ပိဋ္ဌာဘဝဆိုတာသက်တမ်းကအလွန်ရှိတယ်ဟုတ်ပြီနော်မိမိမြင်ရတဲ့ကာမဂုဏ်ကြားရတဲ့ကာမဂုဏ်နားတဲ့ကာမဂုဏ်စားရတဲ့ကာမဂုဏ်တွေ့ရတဲ့ကာမဂုဏ်အကြာကြီးခံစားရလားခဏလေးလားခံစားရတာတော့ခဏလေးပေးဆရတာတော့အကြာကြီးပဲအဲ့တော့အယောစားမျှရဲ့လားမမျှလဲနေတော့ဘောဘာဖြစ်လို့လဲဆိုတော့1500ပုံမှကြီးကျူးလွန်ပြီးတော့သဝေတို့ရှည်ထိုးပြီးအိမ်အောင်ကြလိုက်တော့အခုရက်လို့ရပါမလားမရတော့ဘူးဟုတ်ပြီနော်ပြင်လို့မရတော့ဘူးအဲ့လိုဆိုတရားဓမ္မတွေဒီလိုပဲလောဘတွေနဲ့ရင်းပြီးတော့ပိဋ္ဌာဘဝကြာအောင်ပဲရှိဆက်သွားကြမှာလားဒေါသတွေရင်းပြီးတော့ပဲရှိဆက်ပြီးတော့ငရဲကိုသွားမှာလားမောဟဆိုတာကသစ္စာလေးပါးကိုမသိဒိဋ္ဌိမပြုတ်ဘဲနဲ့မောဟနဲ့နေတဲ့ပုဂ္ဂိုလ်တို့သည်တလိ္ဆံဘဝမှာရှည်လျားစွာနေရသည်ငါရှိတယ်ငါသိတယ်ငါတတ်တယ်ငါစွမ်းတယ်ဆိုပြီးမာနကတ်ခဲ့လို့ရှိရင်အသူတကယ်ဘဝမှာသက်တမ်းမရှိဘူးလားအဲ့တော့လူဘဝသက်တမ်းတူနဲ့သက်တမ်းတူတဲ့ဘဝမှာတူတောင်းလေးခံစားရတဲ့ကာမဂုဏ်ကိုအကြောင်းခံပြီးတော့ရှည်လျားတဲ့ဘဝပေါင်းများစွာကဘာပေါင်းများစွာဘယ်တော့မှပြန်ပေါ်လာတော့မှမသိတဲ့အပယ်လေးပါးမှာဒီလိုပဲနေပြီးတော့နေကြတော့မှာလားဒါကိုသတိထားလိုက်ပါမြတ်စွာဘုရားဆုံးခံထွက်တဲ့ခါကျတော့ရေမြောင်လေးတစ်ခုတွေ့တယ်ရေလေးကစီးနေတယ်အဲ့ဒီချိန်မှာမြတ်စွာဘုရားကညီတော်နန္ဒာကိုခြေသားနန္ဒာအာနန္ဒာတဲ့ကြောက်ခေါ်လေးတစ်ခဲကင်ပြီးတော့အဲ့ဒီရေမြောင်နဲ့သွားချလိုက်စမ်းဆိုတော့ရေစီးတော့တိုက်တော့ကြောက်ခဲလေးကလှုပ်စီနေဖြစ်ခြေသားတဲ့ဒီကြောက်ခဲကပြန်ပေါ်လာမလားမြုပ်သွားမလားတဲ့မှန်လားပါဗျာတဲ့10မဲ့လို့မရှိရင်ပေါ်လာမှာမဟုတ်တော့ဘဲနဲ့မြုပ်သွားတော့မယ်ဗျာတဲ့ဘယ်တော့ပြန်ပေါ်လာမလဲတဲ့မှန်လားပါဗျာတဲ့ဘယ်တော့မှပြန်ပေါ်လာမှာမဟုတ်တော့ပါဘူးခြေသားတဲ့ဒီလိုပဲတဲ့တတ္တဝအနန္တတန္တရာရင်ကျော်အာယုံကာမဂုဏ်ရင်ကျော်မှာမျောပြီးတော့နေကြတယ်အခုလူဘဝလူဖြစ်တဲ့အချိန်ငါဖျားပွင့်တဲ့အချိန်ဟာအခုရေမြောင်းနဲ့ကြာနေတဲ့ကြောက်ခဲလေးနဲ့တူတယ်တဲ့အဲ့ရင်ကျော်ထဲမှာနော်ပေါ်နေတဲ့ကြောက်ခဲလေးနဲ့တူတယ်အကယ်၍10မယ်ဆိုလို့ရှိရင်10ဖို့အခွင့်အရေးမကြုံဘူးလား
အဲ့ဒီလို10ခွင့်ကျုံနာကိုလက်မခံဘဲနဲ့ညှင်းဆန်ပြီးတော့နေမယ်အာယုံကာမဂုဏ်ကိုရှည်တန်းတင်ပြီးတော့ငါရှိမှငါပြည့်စုံမှငါသားတွေငါလုံးမှငါယုံမှငါမွေးရတဲ့မိတွေနဲ့ငါကိုငါနဲ့ငါကိုငါအပြစ်တင်ပြီးတော့တရားကိုမကျင့်မဲနဲ့တစ်သက်လုံးနေသွားလို့ဘဝအဆုံးရောက်လို့သေသွားပဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဒီမြုပ်သွားတဲ့ကြောက်ခဲလို့အပယ်လေးပါးသို့ကြာသွားတာဘယ်တော့ပြန်ပေါ်လာမယ်လို့ငါဖះလည်းမမြင်ဘူးတဲ့လူဘဝနေရတာတတန်းတူတူလေးရှားစားတွေ့ကြုံခံစားရတဲ့ကာမဂုဏ်ကခဏလေးဒါပေမဲ့ခံစားရမယ့်ဘဝကတော့တူတောင်းသလားအရှိကြီးလားအဲ့လိုဆိုရင်ခမရတို့ရှည်လျားလာတဲ့အပယ်လေးပါးမှာဒီလိုပဲနှိပ်ပြီးတော့နေကြတော့မှာလားမေးရတော့မယ်နော်ကိုယ့်ဘာကိုပြန်မေးပါဒီယုတ်တရားကြီးကဒီလိုပဲနေသလားသေတဲ့အချိန်ရောက်အောင်သွားနေသလားအခုတရားနာတဲ့ပုဂ္ဂိုလ်တွေငယ်ယုတ်တွေရှိသေးလားဟောကြီးတဲ့ပုဂ္ဂိုလ်ကကြီးတဲ့ယုတ်ရွယ်တဲ့ပုဂ္ဂိုလ်ကရွယ်တဲ့ယုတ်တဖြည်းဖြည်းနဲ့မှတ်တိုင်ပြောင်းသလိုသဏ္ဍာန်နေပြောင်းပြီးတော့သွားနေတာခမရတို့သိတယ်နော်အဲ့လိုဆိုတားဆီးလို့ရသလားမရပါဘူးတားဆီးလို့မရဘဲနဲ့နောက်ဆုံးသေခြင်းသေကသေနေရရောက်မှပဲဒီယုတ်ကြီးကရပ်မှာအဲ့ဒါတော့မှသေပြီးတော့ပုတ်တုံးပွားတုံးသွားအောင်ပါအဲ့လိုဆိုဒကာဓမ္မတွေမိမိသေခြင်းဆင်းရဲသို့သေတဲ့အချိန်ကိုရောက်အောင်ဒီယုတ်ကြီးကိုခရီးနေရင်းနဲ့ဒီယုတ်ရဲ့တဏိတာလုံခြုံမှုအတွက်ပြည့်စုံမှုအတွက်ထမင်းစားဖို့ရေချိုးဖို့ဝေပေးဖို့အိပ်ပေးဖို့သေပေးဖို့ပြည့်စုံမှုအတွက်ခမရတို့ရှာနေတာကပြည့်စုံပါခဏပြည့်စုံဖို့အတွက်တန်သာရာအပယ်လေးပါးမှာခြေကြစွာဒုက္ခခံဖို့ကြီးဖြစ်မသွားဘူးလားအဲ့လိုဆိုအပယ်လေးပါးမှာလွတ်ဖို့မလိုဘူးလားအဲ့တော့ဘယ်လိုလုပ်မလဲအဲ့ဒီပြဿနာဘယ်လိုရှင်းမလဲဟုတ်ပြီနော်စဉ်းစားနော်အဲ့ဒီပြဿနာတက်မနေဘူးလားတက်နေပြီမြတ်စွာဘုရားကသူကတော့ကောင်းသောစကားကိုဆိုတယ်မကောင်းသောစကားမဆိုဘူးမှန်သောစကားကိုပြောတယ်မမှန်သောစကားကိုမပြောဘူးမြတ်စွာဘုရားကကမ္မန္တတ္တိဝိပစ္စတိကာမပစ္စယောဝိပါကပစ္စယောကံပြုတ်ပြီးလို့ရှိရင်ထိုကံနဲ့တူတဲ့အကျိုးပေးပြန်လဲအကျိုးပေးတယ်တဲ့ခင်ဗျားတို့အခုအလုပ်သွားလို့တနေ့ကိုအလုပ်လုပ်လို့300ဘော2000မို့အလုပ်လုပ်လို့ရှိရင်ပြန်လာရင်ငွေ2000မရဘူးလားအဲ့တော့2000နဲ့တန်အောင်အလုပ်လုပ်ရင်2000နဲ့တန်နဲ့ပတ်စံပြန်ရတယ်အခုလည်းဒီလိုပဲလောဘနဲ့အလုပ်လုပ်ရင်ထိုလောဘနဲ့တန်နဲ့အကျွေးပြန်စားရမယ်ပိဋ္ဌာခန္ဓာမရဘူးလားဒေါသစိတ်ဖြစ်လို့ရှိရင်ထိုဒေါသစိတ်ပြစ္ဆုတ်ပံကံပြုတ်ပြီးလို့ရှိရင်ထိုကံနဲ့တူတဲ့ငရဲခန္ဓာပြန်မရဘူးလားငရဲခန္ဓာဆိုတာချမ်းသာလားဆင်းရဲလားအခုတရားနာတဲ့ပိဋကကြီးဒေါသနဲ့စိတ်တွေမဖြစ်ခဲ့ဘူးလားလောဘနဲ့ရောကင်းသလားမာနနဲ့မောဟနဲ့လည်းနေ့စဉ်နဲ့မြဒီလိုပဲနေရတော့စက္ကန့်တိုင်းမိနစ်တိုင်းမှာခမရတို့ကုသိုလ်တွေတက်နေလားအာကုသိုလ်တွေတက်နေလားကဲအဲ့လိုဆိုငရေလိမ့်ဆံပိဋ္ဌာအတုတကယ်ဆိုတဲ့အာကုသိုလ်တရားတွေများပြီးတော့အပေလေးပါသွားရတော့မဲ့ဈေးထဲမှာပါမသွားဘူးလားပါသွားတယ်ခုနတော့ကတန်ဃာတော်တွေဆုံးလောင်းတဲ့ကုသိုလ်ကဘယ်မှာလဲဖျားလို့မေးရတော့မှာလေဟုတ်ပြီလားအဲ့ဒါကတော့ဦးဇင်းတို့သေမဲ့ပုဂ္ဂိုလ်ရဲ့သေကံဤဂတိယူတဲ့အပေါ်မှာပဲအဖြေရှိပါတယ်ဦးဇင်းလည်းအာမမခံနိုင်ဘူးဟုတ်ပြီလားသေမဲ့ပုဂ္ဂိုလ်ကသေကံဤမှာနော်အာစိဏကံအာသနကံကိုမသိခင်သို့မဟုတ်ဘဝကပြုခဲ့တဲ့ကံဟောင်းတွေဒီဘဝမသိခင်တသက်တာတဘဝတာပြုခဲ့တဲ့ကံတွေနဲ့သေကံဤမှာဖြစ်တဲ့ကံဆိုတဲ့အဲ့ဒီကံတွေရှိတယ်အဲ့ဒီကံရဲ့ဥစည်းရာကံကများရာကံကပို့ချပြီးတော့သေဆောင်သွားလို့ရှိရင်အဲ့ဒီပုံမှာပဲဆုံးပြနိုင်တယ်အကယ်၍အပယ်လေးပါးကြမဲ့ဘေးကြီးမှပယ်တတ်နိုင်တဲ့အာမခံချက်ရှိမယ်ဆိုလို့ရှိရင်တော့ဒကာဓမ္မတွေအပယ်ကြပါမလားမကြဘူးဒါဖြင့်အပယ်ကြတဲ့အကြောင်းတရားတွေပြည့်စုံနေပြီဆိုတော့ဒကာဓမ္မတွေအပယ်မလွတ်တော့ဘူးဆိုတော့အပယ်လွတ်တဲ့နည်းမရှိတော့ဘူးလားခင်ဗျားတို့မှရှိသလားသတိထားတော့မယ်နော်လောကမှာတမရာကြီးမဖြစ်ရင်နေပါစေဘယင်ကြီးမဖြစ်ရင်နေပါစေမှတ်ပြီလားကုမ္ပဏီပိုင်ရှင်ကြီးမဖြစ်ရင်နေပါစေနာမည်ကြီးတဲ့ပုဂ္ဂိုလ်ကြီးမဖြစ်နေပါစေပညာကျော်ကြီးပညာရှိကြီးဘွယ်ကြီးမရခြင်းနေပါစေအပေတကားပိတ်ရင်တော်ပါပြီဟုတ်ပြီနော်အခုခမရတို့အပေတကားပိတ်ပြီလားဆိုဟောင်းလုံးကြီးကိုပွင့်လို့နော်နေ့စဉ်နဲ့မြအဲ့ဆိုတကားဓမ္မတွေဦးစီးကမိမဲ့ယောဂီတို့အပေလေးပါးကြမလားကြတာလိုချင်လားသို့မဟုတ်ဘယင်ကြီးဖြစ်ချင်လားလို့အကယ်၍ဒကာဓမ္မတွေကဘယင်ဖြစ်မယ်ဆိုဦးစင်းကဘယင်ကြီးဖြစ်အောင်ပေးနိုင်တဲ့ပုဂ္ဂိုလ်သူကြီးဆိုပါတော့ဝိဇ္ဇာကြီးဆိုပါတော့
ကဲယောဂီတို့အပေလေးပါးကြခံမလားဘယင်ဖြစ်မလားဆိုတရားဓမ္မတွေဘာဖြစ်အပေလေးပါးတော့ကြကြမှာမလားအဲ့လိုဆိုရင်ဘယင်ဖြစ်ချင်ရင်ဘယင်ဖြစ်တဲ့နီးငါမှရှိတယ်အဲ့ဒီနီးကိုယူမလားဆိုလို့ရှိရင်တရားဓမ္မတွေယူမလားမယူဘူးလားအဲ့လိုဆိုရင်ဘယင်ဖြစ်စေတဲ့နီးကိုယူတယ်ဆိုတာသာသနာအမွေယူတာပါပဲအပေလေးပါးကြတယ်ဆိုတာကအကျိုးတရားအပေလေးပါးကိုကြစေတာကအကြောင်းတရားအပေလေးပါးကြစီတဲ့အကြောင်းတရားတွေကိုလုပ်နေတာဒီအပေလေးပါးကြစီတဲ့အကြောင်းတရားတွေကိုယူနေတာနဲ့မတူဘူးလားအဲ့လိုဆိုတရားဓမ္မတွေအခုခမရတို့အပေလေးပါးမှလွတ်ပြီလားလို့မေးတော့ယောဂီတို့အာမခံနိုင်ရဲ့လားအဲ့ဒါဘာဖြစ်လို့လဲအပေလေးပါးမှလွတ်စီတဲ့ပြစီတဲ့မေတ္တရားဖို့တရားမရထားလို့ပေါ့ဝိသခါတို့အနာတပိန်တို့အခုအပေလေးပါးကြနေလားနတ်ပြည်ရောက်နေလားသူတို့လည်းသာသနာရှိနေပါလေနဲ့နော်လူဖြစ်ပြီးတော့နေကြတာအခုလည်းသာသနာရှိနေတယ်ခမရတို့လည်းလူဖြစ်နေတယ်သာသနာရှိတာရင်တူပါလေနဲ့လူဖြစ်တာရင်တူရဲ့လားအဲ့ဒါဘာဖြစ်လို့လဲစဉ်းစားမယ်ဝိသခာနဲ့အနာရပိန်တထေကြီးတနေ့ကိုကြောင်းကိုနှစ်ခါသွားတယ်ခမရတို့တနေ့ကိုကြောင်းမှနှစ်ခါသွားလေအဲ့တော့ကောင်းပြီခမရတို့တနေ့ကိုကိုရီးယားကဘယ်နှပွဲကြည့်လဲအတွဲလိုက်ရှိတယ်အိမ်မှာအတွဲလိုက်မရှိဘူးလားရှိတယ်အိမ်မှာပိဋကသုံးဖို့ဘာသာပြန်ထားတာရှိသလားမရှိဘူးဟုတ်ပြီလားသာသနာအမွေကြီးမယူထားတာပြောတယ်ဟုတ်ပြီလားကိုရီးယားကကြတော့အတွဲလိုက်ဗမာရုပ်ရှင်မင်းသားမင်းသမီးတွေဇာကားတွေကြတော့အိမ်မှာမရှိဘူးလားကြိုက်တဲ့အိမ်သွားရှာအကုန်ရှိတယ်မရှိဘူးလားအဲ့တော့တရားဓမ္မတွေဘုရားကပေးထားတဲ့သာသနာအမွေဆိုတဲ့ပိဋကဘာသာပြန်စာအုပ်ကြီးရှိလားဒါပိဋကသုံးဖို့စီရီရုံတွေဓာတ်ပြားတွေထုတ်ထားတာရှိလားတော်တယ်ဗျနော်တော်တော်တတ္တိကောင်းတဲ့ပုဂ္ဂိုလ်တွေနော်စဉ်းစားကြည့်ပါခင်ဗျားတို့သေသေးချာစဉ်းစားပါနော်ပတ်စံချမ်းသာတဲ့တတိကြီးဖြစ်ခြင်းနဲ့သူ့တဲ့သူပို့ပြီးတော့ဝှက်ခြင်းနဲ့ပို့ပြီးတော့သူ့တဲ့သူပို့ပြီးတော့ဆင်မြန်းခြင်းနဲ့အဲ့ဒါကြီးရှည်တန်းတင်နေပြီနဲ့ခဏတာလေးဖြစ်ပြီးတော့သေတော့လာနဲ့ရက်နဲ့နှစ်နဲ့ကဘာနဲ့တွက်လို့မရတဲ့အပယ်လေးပါကြမဲ့ဘေးကြီးကြတော့ခင်ဗျားတို့လွတ်ဖို့စဉ်းစားရဲ့လားသေသေးချာစဉ်းစားနော်ဟုတ်ပြီလားဒါပေမဲ့ချမ်းသာတဲ့ဘယင်ကြီးဖြစ်တော့ဘယင်ဖြစ်လို့ရှိရင်အပယ်လေးပါလွတ်တယ်လို့ရှိသလားဒါပြင်မသေးခင်ဘယင်စည်းစိမ်ခဏခံစားရပေမဲ့သေတဲ့အခါကျတော့အပယ်လေးပါကျတော့နှစ်နဲ့ကဘာနဲ့ချီပြီးတော့တွက်လို့ရပါမလားမရဘူးမြတ်စွာဘုရားလက်ထက်ကဗိမသာယမင်းကြီးအလူပေးပြီးတဲ့အခါကျတော့ညကြတော့နန်းတော်ဝဲမှာအတန်ဆိုးကြီးတွေអော်တော့မြတ်စွာဘုရားကိုလျှောက်တယ်မှန်လားပါဗျာဖျားတပြီးတော့အလူတွေပေးပါလေနဲ့ညမှာမကောင်းတဲ့နမိတ်တွေဖြစ်ပြီးတော့အတန်ဆိုးကြီးတွေနဲ့ကြားပါတယ်ဗျာတဲ့အဲ့ဒါဘလို့ကြောင့်ဖြစ်တာလဲတဲ့ရှင်းသားတဲ့အဲ့ဒါလွန်ခဲ့တဲ့62ကဘာကဗိမသာယမင်းကြီးကအဲ့ဒီအချိန်မှာဒီဘော့ဘယင်းရဲ့လူယုံတော်ပေါ့သူ့မင်္ဂလာမြတ်စွာဘုရား3လလုံးလုပ်ကြည့်တဲ့အခါမှာမင်းရဲ့ငယ်ကြုံတွေကဒီဘုန်းကြီးတွေကျွေးတဲ့တန်ဃာတော်တွေဖရာစားကြည့်တဲ့တန်ဃာတော်တွေကိုကျွေးတာတွေကိုတပိတ်တွေကိုမောက်ပြီးတယ်လွန့်ပြီးတယ်စွန့်ပြီးတယ်တဲ့အဲ့တော့ဒီဘုန်းကြီးတွေကရုံကြီးတွေအလကားငုတ်တုတ်ထိုင်နေတာကိုကျွေးတာဘာနိုင်ထဲမှာကြီးတိုက်ထဲမှာတော့စားစရာတွေကုန်ပါပြီလို့အဲ့လိုပြောတာအဲ့လိုပိတ်ဆိုတဲ့အတွက်ကြောင့်ပိတ်တာဖြစ်သွားတာအခု62ကဘာကြာပြီလူသက်တန်ကအဲ့လောက်ရှိသလားဒါဖြင့်လူပြည်မှာနေရတဲ့ခဏတာမှာပြူးလွန်ခဲ့တဲ့နော်အာဟုတုတရားကြတော့သက်တမ်းဘယ်လောက်ကြာပါလဲ62ကဘာဟုတ်ပြီလားကဘာတိုင်းအသင်ဗိမေသာယမင်းကြီးကြွတန်းဝင်မဲ့အချိန်မှာသင်ရဲ့ပေးမဲ့ဒါအမျှကိုလိုချင်လို့စောင့်နေရတာ62ကဘာကြာခဲ့ပါပြီတဲ့သင်အခုဒါနတွေပြုတ်ပြီးတော့မြတ်လာတဲ့ဘုရားစားရှိတဲ့သူတော်ကောင်းတွေကိုတန်ဃာတော်တွေကိုလှူဒန်းပါတော့လေသူတို့ကအမျှတမ်းပေးဝေမှုမရှိသေးလို့သူတို့သတိပေးနေတာတဲ့အဲ့ဒီလိုလဲပြောနောက်နေ့ကျတော့အလှူတန်းကြီးလုပ်ပြီးတော့မြတ်စွာဘုရားအစရှိတဲ့တန်ဃာတော်တွေပင့်ဖိတ်ပြီးတော့အလှူတန်းလုပ်ပြီးအမျှတမ်းပေးဝေတာခုနကတော့ပိဋ္ဌာတွေကျွတ်သွားတယ်အဲ့လိုတော့ပြစ်မှားလိုက်တဲ့အာဟုတုကံကခဏခံစားရတဲ့ဘဝကြတော့ခဏနဲ့ရပါမလားမရပါဘူးဗျာအဲ့တော့ခမည်းတော်ကာယကံဝစီကံမနောကံမှာလောဘနဲ့ဖြစ်စေတဲ့ကံတွေမပြုတ်ခဲ့ဘူးလားအဲ့လိုဆိုရင်ပိဋ္ဌာဘဝတက်တန်းခမည်းတော်ဘယ်လိုလုပ်တွေ့မလဲဒေါသနဲ့နေခဲ့တာသစ္စာတရားကိုမသိတဲ့မောဟနဲ့နေခဲ့တဲ့ရက်တွေလတွေရောတွက်လို့ရပါမလားမရပါဘူး။အဲ့လိုဆိုရင်လောဘဒေါသမောဟကများလားကုသိုလ်ကများလား
အဲ့တော့တွက်လိုက်ပေါ့ဒါပေမဲ့ကုသိုလ်တရားတွေကလည်းတစ်ဖက်ကရတယ်လို့အကုသိုလ်တရားတွေကလည်းပိုးပို့ပြီးများမရဘူးလားမလွတ်ချင်ဘူးလားလွတ်ချင်ဘယ်လိုလုပ်အဲ့ဒါဘာဖြစ်လို့လဲဆိုတရားဓမ္မတွေသာသနာအမွေမယူထားလို့ဟုတ်ပြီလားအဲ့တော့သာသနာအမွေဆိုတာဘာလဲလို့မရင်၃ခုတည်းရှိပါသည်ဒါနပြုရမည်သီလစောင့်တည်ရမည်ဘာဝနာဆိုတဲ့ဝိပဿနာတရားကျင့်ရမည်အဲ့တော့ခင်ဗျားတို့လောကမှာပြုတဲ့ကံကုသိုလ်သည်၃မျိုးပဲရှိပါတယ်အဲ့ဒါကနံပါတ်1ကဘာလဲဒါနနံပါတ်2ကသီလနံပါတ်3ကဒါနံဒါဒန္တုတတ္တယသီလံရခန္တုတပ္ပရာဘာဝနာပိရတာဟွန်းတူတဲ့ဒါနံဒါဒန္တုတတ္တယဒါနကိုတော့သရာနဲ့ရင်းပြီးတော့လှူနေတာများတာဗราဏမဟုတ်ဘူးကံကံရဲ့အကျိုးကိုယုံကြည်ပြီးတော့လှူတဲ့သီလံရခန္တုတပ္ပရာသီလကြတော့တရားဓမ္မတွေပစိုးအင်ကြီးတွေနေရောညကောင်မချွတ်ပဲနေပြီးတကယ်သူမြဲအောင်ခန္ဓာကိုယ်မှာစောက်ရှောက်တဲ့ဘာဝနာပိဋကယဘာဝနာကြတော့ဘာဖြစ်လဲမနှဲစီနဲ့သေးသေးကြီးကြီးအမုံပြည့်ပြည့်ကျင့်ပေါ့အခုတော့အဲ့လိုကျင့်ကြရဲ့လားဒါနနဲ့အာဘဖြည့်ပြီးတော့သီလနဲ့အာဘဖြည့်ပြီးတော့နေကြတယ်ဘာဝနာအားတွေနေတယ်ဒီကြားထဲမှာမှလာသေးတယ်တရားကြာကြာထိုင်ဖို့မလိုဘူးပင်ပင်မမမလိုဘူးကြာကြာထိုင်တာတရားမဟုတ်ဘူးအပင်မခံပြီးထိုင်တာတရားမဟုတ်ဘူးလို့ရှေ့ကနေစော်ဟောတာငကိုရေကမထိုင်ကျင်တဲ့ပုဂ္ဂိုလ်ကပို့ပြီးတော့ကြောက်မသွားဘူးလားအဲ့ဒီပြဿနာလေးတွေလည်းဥစဉ်ရှင်းဖို့အတွက်ဓမ္မယုံကိုတစ်ခေါက်တလေလာခဲ့ခြင်းဖြစ်ပါတယ်ခုနမေးလျော့ပို့ဆနေတဲ့အာဟုသူများနေတာတွေကိုဘယ်လိုပြောင်းအောင်လုပ်မလဲဆိုတာလဲသတိပေးရင်ကဲတင်ရင်းနဲ့ဥစဉ်တရားပွဲလုပ်ခြင်းဖြစ်ပါတယ်ဟုတ်ပြီလားမြတ်စွာဘုရားလက်ထက်ကအင်္ဂုလိမာလလက်ညှိုးပေါင်း1000တတ်တဲ့အင်္ဂုလိမာလမြတ်စွာဘုရားနဲ့တွေ့တဲ့ခါကျတော့ကြွတန်းဝင်ပြီးမြတ်စွာဘုရားကတွေ့တာကအင်္ဂုလိမာလလာတွေ့တာမဟုတ်မြတ်စွာဘုရားအင်္ဂုလိမာလရှိတဲ့နေရာသွားတွေ့ရတာသူတော်ကောင်းတွေဟာကယ်လို့ရမဲ့ပုံကိုယ်တွေကိုရနိုင်သမျှကယ်လို့ရအောင်လိုက်ကယ်နေကြတယ်အဲ့တော့မြတ်စွာဘုရားနဲ့တွေ့တော့နောက်ဆုံးတော့ကြွတန်းဝင်သွားပြီးတော့ဘုရားတပည့်တော်ကိုသာသနာပေါ်မှာယဟန်ဝတ်ပြုပါဆိုတော့မြတ်စွာဘုရားယဟန်ဝတ်ပြုလိုက်တယ်ပြုပြီးတော့တရားထုတ်တော့ယဟန္တာဖြစ်သွားနောက်တော့အင်္ဂုလိမာလမထေရကြီးတာဝတိပြည်ကိုသွားပြီးတော့ဆုံးသွားခန္ဓာလမ်းမှာတောအုပ်လေးတွေရှိအဲ့တောအုပ်လေးတွေရောက်တော့ဒုတ်တွေဓာတ်တွေခဲတွေလန်တွေကဘယ်သူမှမရှိဘဲနဲ့အလိုလိုဖြစ်လာပြီးတော့အင်္ဂုလိမာလမထေရကြီးရဲ့ခေါင်းပေါ်ကြတယ်သွေးတရေတန်တရေနဲ့သင်္ကန်းတွေစုပ်တပိတ်တွေကွဲမြတ်စွာဘုရားကအကြောင်းတော်ကနေပြီးတော့ခြေသားသူတော်ကောင်းသိခံလို့အဲ့ဒီဒုတ်တွေဓာတ်တွေလန်တွေကဘယ်လိုလုပ်ဖြစ်လာတာလဲဘု து ကြောင့်ဖြစ်လာတာလဲအင်္ဂုလိမာလာကြီးရဲ့အာဟုသူကြောင့်ဖြစ်မလာဘူးလားဩစဉ်းစားတော့ယဟန္တာလွတ်သလားမလွတ်ဘူးတော့ခင်ဗျားတို့အာဟုသူတွေလူပြီးတော့ပြစ်ထားလို့မရဘူးဟုတ်ပြီလားဒီလိုနေလို့မဖြစ်ဘူးလို့မသိမီသာသနာရှိတော့အချိန်ရှိတော့ဘာတွေလုပ်ရမယ်ဆိုတာကိုသာသနာမူကြီးဘယ်လိုယူရမယ်ဆိုတာဦးစင်းကတင်ပြရင်းနဲ့တရားပွဲလာခဲ့တာပါအဲ့တော့မြတ်စွာဘုရားကခြေသားသူတော်ကောင်းနဲ့အကယ်၍သင်သည်ငါဘုရားရဲ့အဆုံးအမကိုနာခံမှုမပြုခဲ့ဘူးဆိုရင်သင်ရဲ့အာဟုတုကံသည်တဲ့အပယ်လေးပါငရဲပြေမှာနှစ်ပေါင်းထောင်ပေါင်းများစွာတောင်းပေါင်းများစွာခံစားရတော့မယ်အခုတော့အင်္ဂုလိမာလာကြီးငရဲကြသေးလားမကြတော့ဘူးဘာလို့မကြယဟန္တာကအလကားဖြစ်လာတာလားအမိုးယူလို့လားဩအဲ့လိုဆိုသာသနာဆိုတဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုအမိုးယူတဲ့ပုဂ္ဂိုလ်သည်အပယ်လေးပါမှမလွတ်ဘူးလားဩအပယ်လေးပါခမရတို့ဘဝကပြုခဲ့တဲ့အာဟုသူတွေလည်းရှိတယ်အဲ့ဒီအာဟုသူတွေနဲ့ပြစ္ဆုတ်ပံဘဝပြုတဲ့အာဟုသူတွေအဲ့ဓာတွေကိုဖြောင်းနိုင်တာကတော့မြတ်စွာဘုရားပြတဲ့သာသနာအမွေဆိုတဲ့ဝိပဿနာတရားတော်မဂ္ဂင်၈ပါးဆေးတော်ကြီးအပြင်ပယ်ဖြောင်းနိုင်ပါသည်အဲ့တော့တရားဓမ္မတွေခမရတို့ရှိတဲ့အာဟုသူကြီးမပြောက်ချင်ဘူးလားပြောက်ချင်ဘာလုပ်ရမလဲသာသနာ့မူရအိမ်မှာယူရမှာလားဓမ္မယူရမှာလဲရိတ်တာမှာရတယ်အဲ့ဒါကြတော့ဆုံးခံလာသလိုမကြွနိုင်ဘူးမျိုးဟုတ်ပြီလားခင်ဗျားတို့အပြုံလိုက်ကြီးကိုအစာကြွေတရားပေးပြီးတော့ကဲမလို့မန္တလေးကိုရောက်လာတာဟုတ်ပြီလားအဲ့ဒီလိုအပေဘေးရှိတာကိုခင်ဗျားတို့ထဲမတွက်ဖဲနဲ့တဘောဝစာအရေးကိုတာထဲတွက်နေတော့နောင်ဘေးစိုးကြီးအတွက်မေ့မနေဘူးလားအဲ့ဒါကိုဦးစင်းကလာပြီးတော့နှိုးစော်တာသတိပေးတာဦးစင်းကဓမ္မဂရိကမဟုတ်ဘူးဓမ္မဂောသကတရားနှိုးစော်တာဟုတ်ပြီလားတရားနာခြင်းတော့ရိပ်သာတဲ့တာလာခဲ့ဦးစင်းတတ်တဲ့သိတဲ့တရားဟောပြမြတ်စွာဘုရားဟောတဲ့ဒေသနာကိုအကြောင်းခံပြီးတော့ဦးစင်းသိတဲ့တတ်တဲ့တရားကျင့်တဲ့ပုံမှာမူတည်ပြီးတော့ဦးစင်းဟောသွားပါတယ်
ဦးစင်းကပုံမှန်ပဲဟောပါတယ်အဲ့တော့တရားဓမ္မတွေနောက်တစ်ခါမိလက်ကမုတ်ဆိုးမိလက်ကမုတ်ဆိုးကတောထဲမှာဘိုးဘွားအစင်လာတွေကသမင်တရကြီးငယ်ဆိုင်စားဖောပရတ်တွေလိုက်ပြီးတော့သတ်တဲ့မုတ်ဆိုးသူ့အဖေမေတွေတည်သွားပြီးတော့သူ့လက်ထဲကျတော့သူလဲငကိုအမွေတိုင်းမုတ်ဆိုးလိုက်ပြီးတော့နေတာတနေ့ကျတော့ဘာမှသားကောင်မရဘဲနဲ့ပြန်လာတာရေစာတာနဲ့ခက်လန်းလန်းကြီးတွေတော့ကြောင်းလေးတူခုတွေ့တယ်အဲ့ဒီကြောင်းလေးသွားပြီးတော့ဒီကြောင်းသင်္ကန်းလေးတော့သွားပြီးရေတောင်းမှပဲဆိုသွားတော့တာခွက်ကင်ပြီးတော့အိုးထဲကိုလှမ်းပြီးကြည့်တာရေမရှိဘဲနဲ့ခြောက်အဲ့တော့အဲ့ဒီသူကပြောတယ်ဒီပုဂ္ဂိုလ်တွေတန်ဃာတော်တွေတန်ဃာတရားဓမ္မတွေရဲ့ဆုံးအစင်းစင်းစားပြီးတော့အိုးလေးပြည့်အောင်တော့ရေမထည့်နိုင်ဘူးပေါ့အဲ့လိုတွေ့တော့ခုနမထေရထွက်လာပြီဟဲ့မောင်ရင်းနဲ့ငါထည့်ထားတာရေကအပြည့်ကြီးတဲ့မင်းရဲ့အာဟုသို့ကြောင့်အိုးတဲ့ရေခမ်းသွားတာကဲတရားဓမ္မတွေအာဟုသို့ကြီးတော့ရေတောင်ချမ်းမသွားဘူးလားအဲ့တော့မှအရှင်ဘုရားတဲ့ဗမာလဲတဲ့တပည့်တော်ငကိုရိယမရှိတာမဟုတ်ဘူးလားတဲ့ဟဲ့ကောင်ရှိတယ်တဲ့ပေးဆိုခွက်ယူပြီးတော့ခွက်မထေလဲခွက်လဲကင်ပြီးတော့အိုးလဲခတ်လဲရောအိုးထဲမှာရေပြည့်သည်ဟာအရှင်ဘုရားတဲ့အဘိညာဉ်နဲ့ဖန်ဆင်းလာတယ်မဟုတ်ဘူးတဲ့ငါထည့်ထားတဲ့သူတော်ကောင်းတွေပြုထားတဲ့ဒီရေဟာမင်းရဲ့အာဟုသို့ကြီးလွန်းလို့မင်းအတွက်အသုံးမဝင်လို့အဲ့ဒီရေဟာပျောက်သွားတာတဲ့ဟာအဲ့လိုဆိုရင်မင်းရဲ့အာဟုသို့ကြီးပြီဆိုတော့ဘာနာပါဗျာတပည့်တော်ဒီလိုဆိုရင်အပေလေးပါကြာတော့မယ်ဗျာတပည့်တော်ကဲတော်မူပါဗျာဆိုမင်းဒီတိုင်းတော့ကဲလို့မရဘူးတဲ့သာသနာပေါင်းတဲ့ရဟန်းဝတ်ပြီးတော့တရားကျင့်တယ်အဲ့လိုနဲ့တရားကျင့်လိုက်တာသူ့ရဲ့အာစိဏကံတောထဲမှာသမင်တွေကြီးငယ်လိုက်ခဲ့တာနေ့စဉ်လိုက်လာတော့သမင်တွေကြီးငယ်လိုက်တဲ့စိတ်ကြီးကစွဲနေတာတရားလဲကျင့်တော့တမာတိလဲရောက်တော့သူကတောထဲရောက်သွားပြီးတော့သမင်လိုက်ကြီးလိုက်နေအဲ့ဒါနဲ့ပဲတနေ့အချိန်ကုန်လာတာတမာတိမရဘဲနဲ့ရတဲ့တမာတိကနမိတ်ထင်တာကအာဟုသို့နမိတ်တွေပဲထင်တော့တယ်အဲ့တော့အာဟုသို့တွေများတော့ကုသိုလ်နမိတ်ထင်လားအာဟုသို့နမိတ်ထင်လားအာဟုသို့နမိတ်ထင်ပါအေးမှတ်တာနော်အာဟုသို့များတဲ့ဘုရားအာဟုသို့နမိတ်ထင်နေတချို့သူတော်ကောင်းတွေဟာလားဒါနသီလနဲ့မြဲပြီးတော့ဘာဝနာနဲ့နေတဲ့ပုဂ္ဂိုလ်တွေသေကံကြီးကြတော့ဟာနတ်ပြနတ်ပန်းရထားကြီးတွေလာတယ်ဆိုတာဘယ်နတ်ပြဘယ်စီတမန်မှလွတ်တာမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်ရဲ့ကုသိုလ်ကံရဲ့အဟုန်ကြောင့်ဂရိနမိတ်ထင်လာတာဟုတ်ပြီလားခမရတို့မှာအဲ့ဒီလိုနမိတ်ထင်လောက်အောင်ဟောကုသိုလ်ရှိရလားမရှိဘူးနော်ကိုယ့်အမောအဲ့လိုလဲအာမခံခြင်းမရှိဘူးနော်ရှေ့ဆက်သွားရမယ်နောင်ရေးအတွက်ကြိုတင်ပြီးတော့စဉ်းစားကြပါဆင်ញင်ကြပါသုံးသပ်ကြပါဒီလိုနေလို့ဖြစ်ပါမလားဖြစ်ပါဘူးဗျာဒီယုတ်ကြီးကအိုပြီးတော့သေမမတိုင်သွားမနေဘူးလားသွားတယ်ဆိုသေပြီးရှေ့ဆက်ပြီးတော့ဘဝတစ်ခုခုမသွားဘူးလားအဲ့လိုဆိုရင်ကိုသွားခြင်းတိုင်းဘဝကိုသွားလို့ရရဲ့လားမရပါဘူးကိုပြုခဲ့တဲ့အတိတ်ကကံဒီကိုပြုခဲ့တဲ့အကြောင်းဒီအဲ့ဒီအကြောင်းကြောင့်ရမယ်ဝိဘက်ဒီအဲ့ဒီအဟုန်ငါသာလင်သူ့ရဲ့တန်ရာဘဝကိုခွဲတန်းချပြီးပို့ပေးပါသည်ငါသဘောနေတာငါသွားလို့ရမယ်ဆိုရင်အယက်သမားအယက်မူးနေပြီးတော့သိရင်ငါတုတ်တီတာသွားမယ်ဆိုရင်ရသွားမယ်ဆိုရင်အယက်တော့ပြီးတော့တုတ်တီတာသွားရတာပေါ့မရဘူးဟုတ်ပြီနော်ကိုပြုခဲ့တဲ့ကံကြောင့်သာလျှင်ကံရဲ့ဖန်တီးရဘဝမှာခန္ဓာမရဘူးလားကိုယ်သဘောနဲ့ကိုရတာလားကိုပြုတဲ့ကံရဲ့ခွဲတန်းအတိုင်းသွားရတာလားအဲ့လိုဆိုရင်ကိုယ်သဘောနဲ့မရတော့ဘူးဟုတ်ပြီလားအခုနေ့ကတော့ကိုယ်သဘောနဲ့ကိုတရားနာမယ်တရားထုတ်မယ်တရားမထုတ်ဘူးအိမ်မစားမယ်ရေချိုးမယ်ပျော်မယ်ပါမယ်မူးမယ်ယူမယ်ကြိုက်တာကိုယ်သဘောနဲ့ကိုလုပ်လို့မရဘူးလားသေပြီးဟိုဘက်ဘဝကြတော့ကိုယ်သဘောနဲ့ကိုသွားလို့ရလားမရပါဘူးဒီရက်ွက်မနေချင်းဟိုရက်ွက်ပြောင်းမယ်ဟိုမြို့သွားမယ်ဟိုနိုင်ငံသွားမယ်မရဘူးလားမရပါဘူးသေတော့ရရဲ့လားမရပါဘူးအဲ့ဒါလေးကိုလည်းတတိမမေ့စေနဲ့ဒုဒ္ဓဓမ္မတွေအခွင့်အရေးရှိတော့မသေးခင်ကြိုတင်ပြင်ဆင်ဖို့မဖြစ်မနေကြိုတင်ပြင်ဆင်ရမယ့်ကိစ္စတွေကိုပြင်ဆင်ဖို့ဦးဇင်းကနှိုးဆော်ဖို့လာခဲ့ခြင်းဖြစ်ခဲ့အဲ့တော့ဒကာဓမ္မတွေအဲ့ဒီနဲ့တနေ့ကျတော့မှန်လားပါဘုရားတဲ့ဘုရားတပည့်တော်ဒီတရားလည်းရမှာမဟုတ်တော့ပါဘူးတပည့်တော်ကိုလူထွက်ခွင့်ပြုပါတဲ့နော်မိလကမထေကတောင်းပန်တယ်ကဲအဲ့လိုဆိုရင်လည်းကွာတဲ့မင်းလူမထွက်ခင်ငါ့ကိုတော့မိသေးလေးဖုတ်ဝေးပဲဝအောင်ဆိုပြီးတော့ကြီးသားတွေကိုမိသေးဖုတ်ခိုင်းတာတမန်နဲ့လုံးကြီးသားဆိုတာအကောက်ထူတယ်အကြီးကလည်းအစိုးတတ်ပြီးတော့မီးမဆွဲဘူးအဲ့တော့တမန်နဲ့လုံးမီးရှို့နေတာမီးမလောင်ဘူးနေ့ကလေးကြောက်ဟဲ့ကိုတော်တဲ့မင်းမီးသွေးရပြီလားတဲ့မှန်လားပါဗျာတဲ့မီးတော့မဆွဲသေးပါဘူးဗျာတဲ့ရပါတယ်ကွာဆိုပြီးတော့အပင်ချင်းတကိုးနဲ့မြေကြီးခွဲပြီးတော့ငရဲပြရရှိတဲ့ငရဲမီးလေးမီးကြီးစံကောင်းလောက်လေးနဲ့အဲ့ဒီပုံနဲ့ထည့်တာရှိတ်ကနေဆိုမီးလောင်ပြီးပြကြပါတယ်ကဲကိုတော်ပြန်လို့ရပြီတဲ့လူထွက်လို့ရပြီတဲ့ဟာမှန်လားပါဗျာအဲ့တော့တပည့်တော့လူမထွက်တော့ဘူးရတဲ့ငရဲမီးဒီလောက်ပြင်းတပည့်တော့ကြောက်တယ်ဗျာတဲ့တပည့်တော့ပြန်ပြီးတော့ပဲတရားကျင့်တော့မှဗျာဆိုပြီးတော့ဒီတကကြိုးစားအားထုတ်လိုက်တာသောတာပတ္တိမဲ့သရဂါမိမဲ့အနာဂါမိမဲ့လည်းရောက်ငရဲကြသေးလားအဲ့တော့ငရဲဆိုတာ
ပြုတော့ပြုခဲ့ပြီးကြောက်ဖို့လိုသလားလိုသလားဒါဖြင့်မလိုဘူးဆိုတာမကြောက်ဘူးဆိုတာဘာဖြစ်လို့လဲအာကိုရှိလို့ဟုတ်ပြီလားအာကိုမရှိတဲ့ပုဂ္ဂိုလ်ကမကြောက်ဘူးလားအေးအဲ့တော့တရားဓမ္မတွေအခုငရဲတော့ကြဖို့အကြောင်းနေပြည့်စုံနေပြီမလွတ်ဘူးဆိုတာဘာဖြစ်လို့လဲအာကိုမရှိလို့အဲ့ဒီငရဲမှကြာမှုမှဘေးမှကယ်နိုင်တဲ့သာသနာအမွေကြီးမရှိလို့အာကိုမရှိတော့အမွေရှိတော့မချမ်းသာဘူးလားငရဲဆိုတဲ့ဆင်းရဲမှလွတ်အောင်ကယ်တင်နိုင်တဲ့သာသနာအမွေကြီးအာကိုရှိတော့မချမ်းသာဘူးလားအခုတော့ခမရတို့အဲ့ဒီအမွေရပြီလားမရသေးဘူးဟုတ်ပြီနော်မရသေးဘူးအဲ့ဒါကြောင့်မလို့ဒီလိုနေလို့ပြီးပါမလားပြီးပါဗျာအဲ့တော့ဘာလုပ်ရမလဲသာသနာအမွေယူဖို့အတွက်ရိတ်သားမှာတရားကျင့်ရမယ်ဘာလုပ်ရမလဲတရားကျင့်နေဆိုတာကအားလို့အပြင်းပြေသွားတာမဟုတ်ပါဘူးအပေလေးပါဘဝမကြောက်အောင်လို့ဘဝတိုက်ပွဲနှွဲဖို့သွားခြင်းဖြစ်ပါသည်မှတ်မိပြီလားကဲအဲ့လိုစေတရားဓမ္မတွေသာသနာအမွေယူဖို့အတွက်ဘာလုပ်ရမလဲတရားကျင့်ရမယ်အဲ့တော့တရားကျင့်မယ်ဆိုတော့တရားဓမ္မတွေတရားမကျင့်ပြီးရှေ့ဖို့၌ခင်ဗျားတို့နံပါတ်1အပေလေးပါးမှလွတ်ဖို့နံပါတ်2သေတဲ့အခါမှာရောခင်ဗျားတို့ချမ်းချမ်းသာသိနိုင်မှာမလားသေတယ်ဆိုတဲ့မသားကမသားတလောင်းကတော့ပြောသွားလိမ့်မယ်ဒီတခါသေရတာချမ်းသာလိုက်တာပျော်လိုက်တာဆိုပြီးတော့ပြုံးနဲ့သေတဲ့မသားခင်ဗျားတို့မြင်ဘူးလားမြင်ပါဗျာဘလို့နေတဲ့မသားမျိုးလဲမဲကရွက်ကလူကလိမ့်ကတော့ကအော်ကဟဲ့ကညီးကညူကကဲကြပါအောင်နဲ့အဲ့လိုအော်ခေါ်ရင်းနဲ့အကူကြီးကင်းမဲ့ပြီးတော့မျက်နှာငယ်လေးနဲ့သေတဲ့မသားမရှိဘူးလားရှိပါရဲ့ဗျာခမရတို့ရောလွတ်သလားမလွတ်ပါဘူးဩမလွတ်ဘဲနဲ့ဒီတိုင်းနေတာအံ့ရောဗျာဟုတ်ပြီနော်တဏခါလေးပန်းလေးပန်းရက်တောင်လေးကအိုကေဆိုပြေနေတာပဲဘာလို့သေချင်းစင်းမှလွတ်လို့လားအပေဝိကလွတ်လို့လားမလွတ်ဘူးချမ်းသာတဲ့တထေးကြီးကရက်တောင်ခါပြီးနေတာဟုတ်တာပေါ့သူ့အတွက်တိုက်တွေရှိတယ်ဒါတွေရှိတယ်ကုမ္ပဏီရှိတယ်လုပ်ငန်းတွေရှိတယ်ဝင်ငွေတွေရှိတယ်အဲ့အတွက်ကြောင့်သူစားရေးဝေးနေရေးမပူဘူးဆိုပြီးတော့ပေါ့ပါလေးနေတာသူ့အတွက်မသိတော့ဘူးလားသိတော့တယ်ဟုတ်ပြီနော်နောင်ရေးအေးတဲ့ပုဂ္ဂိုလ်ဒီအေးလေးနေတာသိတော့တာပေါ့အခုတော့ယောဂီတို့ဒီနောင်ရေးဖြစ်တဲ့သေရေးမှအေးကြပြီလားနောင်သေပြီးတော့အပေဘေးမှရောအေးကြပြီလားအဲ့လိုဆိုဘာဖြစ်လို့အေးလေးနေကြတာလဲမစင်စားသိဘူးလားစဉ်းစားတော့အချိန်မီသေးတယ်နော်ဟုတ်ပြီလားအဲ့တော့သေတယ်ဆိုတာချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဗျာသေးချာစဉ်းစားသေးချာခေါင်းထဲထည့်ပြီးစဉ်းစားအောင်ခမရတို့အခုမသေးခင်ယောဂမရဘူးတဲ့ပုဂ္ဂိုလ်တရားမှမရှိဘူးယောဂရနေတဲ့အချိန်မှာရတဲ့ယောဂသည်တဏှာကြီးအဋိဌာန်နဲ့ပြည့်ပြီးပျောက်သွားသလားပျောက်ပါဘူးဒီယောဂကတော့2နာရီအဋိဌာန်နဲ့ဆိုပြီးတော့ရသလားမရပါဘူးတချို့အသက်ကြီးလာတော့သွေးတိုးတဲ့စီးကြိုတဲ့ကိုယ့်ရဲ့အဋိဌာန်နဲ့ပျောက်သလားပျောက်ပါဘူးကြွလို့မလို့နဲ့လို့ရောပျောက်သလားပျောက်ပါဘူးလင်ငန်းဆွဲပြီတဲ့အဲ့ဒီပုဂ္ဂိုလ်က2နာရီအဋိဌာန်ပြည့်သွားလို့ရှိရင်လင်ငန်းယောဂပျောက်သလားမသိဘူးအခုက2နာရီများတယ်3နာရီများတယ်1နာရီနဲ့ကြွလို့မလို့ရတယ်ပြင်းပြင်းထန်ထန်ကျင့်စရာမလိုဘူးနဲ့အဲ့ဒီလိုအမျိုးမျိုးစုံနေလို့မေးတာအဲ့တော့ယောဂီတို့တနေ့နံပါတ်1သေရသေတဲ့အခါသေခြင်းဆင်းရဲဆိုတဲ့သေအောင်တတ်တဲ့သေမင်းနဲ့ရင်ဆိုင်ရလိမ့်မယ်သေမင်းနဲ့အိယာပေါ်မှာရင်ဆိုင်ရတဲ့အခါမှာကယ်မဲ့လူရှိသလားရှိပါဘူးမြခံမဲ့လူရှိသလားရှိပါဘူးခမရတို့ပိုင်တဲ့စိန်တုံးရွှေတုံးယရနာတုံးကြီးကအာရိခန္ဓာတတ်တဲ့ယောဂကိုပျောက်အောင်ကုနိုင်သလားကုနိုင်ပါဘူးမကုနိုင်လို့ပင်မဆင်းရဲပြီးអော်ပြီးတော့ပူတယ်နာတယ်ကြိုက်တယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာအဲ့ဒီစိန်တုံးရွှေတုံးကြီးတွေကိုအမောင့်ထောင်းလိုက်တော့ချမ်းသာရဲ့လားလင်္ကူသာကားကြီးရောတက်တောင်ကယ်နိုင်ရဲ့လားသားတွေသမက်တွေရွှေတွေငွေတွေကလည်းမကယ်နိုင်ဘူးဆိုတော့ကောင်းပြီဟာဒီဓမ္မယုံထဲမှာရှိတဲ့ပြည်တန်တဲ့ဗရမ ्या ငမောက်ကြီးတွေပြည်အောင်ချမ်းသာတဲ့တထေးကြီးတယောက်ဆိုတော့ဗရမ ्या ငမောက်တစ်လုံးတောင်မှတန်ဖိုးပြတ်လို့မရဘူးဆိုတော့ဓမ္မယုံထဲမှာရှိတဲ့ဗရမ ्या ဆိုတာတန်ဖိုးပြတ်ဖို့ဆိုတာအကြောင်းဆိုတာမရှိတော့အဲ့ဒီလောက်ချမ်းသာတဲ့တထေးကြီးသေတော့သူ့ရဲ့ခန္ဓာကိုယ်မှာကင်ဆာယောဂဖြစ်ပြီဆိုတော့အဲ့ဒီကင်ဆာယောဂဖြစ်တဲ့အချိန်မှာအမလေးနဲ့ပူပြီးအော်မနေဘူးလားအော်တယ်ဆိုတာတချို့အော်နေမဟုတ်ဘူးဦးသိန်းတဲ့ဒကမာကြီးဆိုလို့ရှိရင်ဒေါခင်ဩကျူတယုံမနော်တထေးကြီး
ရန်ကုန်မြို့ Green Cross ဈေးရုံပိုင်းရှယ်ယာပိုင်းနဲ့အလုပ်ရုံတွေလုပ်ငန်းတွေပွဲရုံတွေလည်းအများကြီးပဲလှလှပပကြော့ကြော့နဲ့သူ့အလုပ်ကအလှပြင်ပြီးတော့စားခြင်းဟာစားသွားခြင်းဟာသွားတဲ့အလုပ်ကသူ့အလုပ်တနေ့သူ40နှစ်မှာအသေးကင်ဆာဖြစ်တယ်အသေးကင်ဆာဖြစ်တဲ့အခါကျတော့သေကန်ဒီအချိန်လဲကြာရော1ရက်2ရက်လောက်လဲကြာရောလိမ့်ပြန်နေတာဓမိန်တွေအင်ကြီးတွေအကုန်ချိုးပြစ်တယ်အရှက်ရှိသေးလားဘာဖြစ်လို့လဲပူလို့ဟုတ်ပြီလားပူလိုက်တာနဲ့အဲ့လိုអော်ပြီးတော့လူးလိမ့်နေတာပူလွန်းအားကြီးတော့ဟာဒီပစိုးတွေဓမိန်တွေဟာမီးလောင်နေတဲ့အဝတ်ကြီးအုပ်ထားသလိုဖြစ်တော့အကုန်ဆွဲချွတ်တော့တာပဲကာဓမ္မတွေတထေးကြီးချမ်းသာသေးလားချောတယ်လားဆိုရက်မာမနာတဲ့ပုဂ္ဂိုလ်စိတ်ချမ်းသာသေးရဲ့လားငါမရှိတယ်ငါမပြည့်စုံတယ်ဆိုပြီးမန်တက်နိုင်သေးရဲ့လားအရှက်မရှိလိမ့်ပြန်နေရပြီဟုတ်ပြီနော်ဒါပေမဲ့သေမင်းကသေခြင်းဆင်းရဲတတ်တဲ့အခါမှာဆင်းရဲချမ်းသာခွဲခြားပြီးတော့တတ်သလားဆင်းရဲတဲ့ပုဂ္ဂိုလ်လည်းသေအောင်တတ်သည်ချမ်းသာတဲ့ပုဂ္ဂိုလ်လည်းသေအောင်တတ်သည်အာနာရှိတဲ့ပုဂ္ဂိုလ်လည်းသေအောင်တတ်သည်နာမည်ကြီးတယ်မကြီးတဲ့ပုဂ္ဂိုလ်လည်းသေအောင်တတ်သည်သေတဲ့အခါသေကန်ဒီမှာချမ်းသာဆင်းရဲခွဲခြားမှုရှိသေးလားရှိပါဘူးဗျာအာနာရှိမှုမရှိမှုခွဲခြားတာရှိသေးလားရှိပါဘူးနာမည်ကြီးတာမကြီးတာခွဲခြားတာရှိသေးလားရှိပါဘူးအာလုံးသေအောင်တတ်လို့မချိမဆန့်သေအောင်တတ်တဲ့အခါမှာဆင်းရဲနေတာတော့မတူကြဘူးလားခမရတို့အားလုံးနောက်ဆုံးအတူတူဖြစ်ကြမှာဟုတ်ပြီလားစဉ်းစားနော်သေသေးချာချာခေါင်းနဲ့ထည့်စဉ်းစားအဲ့ဒီလောက်ချမ်းသာတဲ့ဗရမ ्या တွေပိုင်တဲ့ပုဂ္ဂိုလ်ကြီးကင်စာပြီးတော့အဲ့ဒီဗရမ ्या တွေအမုတ်ထောင်းတိုက်လို့လည်းမရဘူးကဘာမှာရှိတဲ့ပါရဂူတွေကိုဟာဒီဓမ္မအောင်လောက်ရှိတဲ့ထဲမှာရှိတဲ့ငမောက်တွေအကုန်ပေးပြီးတော့ကျွန်တော်ရဲ့ယောဂပြောင်းအောင်ကုပါဆိုတော့အဲ့ဒီပါရဂူတွေတတ်နိုင်သေးရဲ့လားမတတ်နိုင်တော့ဘူးဆိုငမောက်ဗရမ ्या တွေကိုပိုင်တဲ့ပုဂ္ဂိုလ်ဒီသူပိုင်တဲ့ဗရမ ्या ကသူ့အတွက်အသုံးချလို့ရသေးလားအသုံးမချရင်အဲ့ဒီငမောက်တွေကအသုံးမကျတော့ဘူးပေါ့ဟုတ်ပြီလားအသုံးချမှအသုံးချမှတန်ဖိုးရှိတာလေအသုံးချလို့မရတော့ဘူးဆိုတော့တန်ဖိုးရှိပါမလားရှိပါဘူးခင်ဗျားတို့လမ်းလျှောက်တယ်လမ်းလျှောက်တဲ့အခါကျတော့စက်ကူတစ်ချက်တွေ့တယ်ပေါ့သူနင်းကိုနင်းနဲ့စုပ်ပြနေတဲ့စက်ကူခင်ဗျားတို့ဒါလေးလိုချင်တယ်ဆိုပြီးကောက်ကင်သလားဘာဖြစ်လို့လဲအသုံးမကျလို့အသုံးမကျတော့အသုံးမချတော့ဘူးဟုတ်ပြီနော်အခုလဲမသေးခင်တုန်းကတော့တန်ဖိုးရှိလာတယ်ဘာဝါရှိလာတယ်အာနာရှိလာတယ်ဂုံရှိလာတယ်ဆိုပြီးတော့မာနတက်ပြီးကျေနပ်ပြီးတော့တရားမကျင့်မနဲ့လောကီအာယုံမှာနစ်မြုပ်ပြီးအချိန်ဖြုံးခဲ့တာသေကံဒီလဲကြရောသူ့ရဲ့တန်ဖိုးရှိပါတယ်ဆိုတဲ့ယရနာသူ့အတွက်တန်ဖိုးမရှိတော့မှနောက်ဆုံးသိမသွားဘူးလားဦးစင်းမကြခင်ရပဲဘီယိုစီဆေးရုံမှာသွားခဲ့ရပါတယ်အသက်89နှစ်သူ့သမီးကအင်္ဂလန်နိုင်ငံမှာတားဖွားနဲ့မိရပါရကူသမီးအငယ်မရဲ့ယောက်ျားကအမေရိကန်နိုင်ငံမှာပါရကူကြီးဒါပေမဲ့အသေးကိစ္စဖြစ်ပြီဆိုတော့ဘယ်နိုင်ငံမှာနေနိုင်သေးလဲဘယ်နိုင်ငံမှာမနေနိုင်တော့ဘူးဟုတ်ပြီနော်အဲ့တော့နောက်ဆုံးအသေးကိစ္စမှန်းသိတော့ကုလို့မရတော့မြန်မာနိုင်ငံကိုသယ်လာတယ်အိမ်မှာမထားနိုင်ဘူးကိုယ့်ရင်ကိုပြန်နိုင်သေးရဲ့လားဘာဖြစ်လို့လဲဆိုတော့အိမ်မှာသူ့ရဲ့ပူလာရဲ့နာလာရဲ့ဆိုလို့ရှိရင်သားသမီးတွေကဘာမှအေးအောင်မလုပ်ပေးနိုင်ဘူးအဲ့ဒီချိန်ကျတော့မှဆေးရုံမှာပို့ထားတော့ဆေးရုံမှာမော်ဖီထိုးလိုက်ပူလာပြီဆိုမော်ဖီထိုးလိုက်အိတ်ခိုင်းလိုက်နော်အဲ့တော့ပြန်ပြီးနိုးလာလို့ညီးငွေလာပြီဆိုရင်မော်ဖီပြန်ထိုးလိုက်အိတ်ခိုင်းလိုက်အဲ့တော့သူဒီချမ်းသာတယ်အရင်တော့ကတော့တထေးကြီးဟုတ်ပြီလားတကားကြီးလို့ခမတရားလေးပါလေးအာမထုတ်ဘူးလားဆိုဒါနာလေးပါလေးတော့ပြုဘူးပါတယ်ဗျာတဲ့တရားတော့အာမထုတ်ဘူးပါဘူးဟောတရားအာမထုတ်တဲ့ပုဂ္ဂိုလ်သိပြီအဲ့တော့ဦးဇင်းတို့လည်းတွေ့ကောဦးဇင်းတို့လည်းကြွလာတော့ငိုတာပေါ့တခါကြီးအရင်တော့ကျမ်းမာတော့နေခဲ့တာဆင်းရဲပြီးနေခဲ့လားပျော်ပြီးနေခဲ့လားဆိုဒီပြီးတော့ပျော်ပြီးတော့နေခဲ့ပါတယ်ဗျာအခုခမဆေးဥမောရောက်တော့ဘယ်နဲ့လဲပျော်နိုင်သေးလားဆိုတော့ပျော်နိုင်သေးလားမပျော်နိုင်တော့သူဘာဖြစ်နေလဲအော်နေရပြီဟုတ်ပြီလားအရင်တော့ပျော်ခဲ့တာဒီအခုဆေးဥတော်ဘာဖြစ်ကုန်ပြီလဲအော်နေရပြီအော်နေတဲ့အချိန်မှာပျော်နေတဲ့အရာသာတွေရှိသေးလားနောင်တမရစီနဲ့နော်တတိထားနော်ခမတို့ရဲ့အခုလွတ်လွတ်လပ်လပ်သွားနိုင်လာနိုင်လုံနိုင်ကမ်းနိုင်ပြောနိုင်ဆိုနိုင်အဲ့ဒီအခွင့်အရေးတွေဟာတရားကျင့်မှုအတွက်အသုံးမချခဲ့ဘူးဆိုရင်အဲ့ဒီရဲ့ဆုံးရှုံးမှုတွေသေကံဤတော့စုပေါင်းသမခံပါလိမ့်မည်မှတ်မိပြီလားခမတို့အဲ့ဒါတတိမမိတ်နဲ့အဲ့တော့မှဦးဇင်းကတရားဟောတယ်တရားဟောပြီးတော့မှ
နောက်ဦးဇင်းတို့တရားပြလိုက်တဲ့ခါကျတော့3နာရီပြလိုက်တယ်ခင်ဗျားတို့3နာရီထိုင်နေမှာမလားအဲ့တော့မှဒကာကြီးလို့3နာရီပြမယ်ဆိုတော့3နာရီဦးဇင်းတို့ပြဦးဇင်းတို့ပြတော့3နာရီဒီမလောက်ဘူးအခုခင်ဗျားတို့တရားထိုင်တာညီညီလေးထိုင်သလားလှုပ်ပြင်းပြီးထိုင်နေလားကျုပ်လှုပ်တာတွေ့လားကျုပ်လှုပ်ပြင်းလားမရွှေ့တာတွေ့လားမတွေ့ဘူးဘာဖြစ်လို့လဲတတ္ထုတော်ကြီးမဟုတ်ခင်ဗျားတို့အဲ့ဒါအမွေမရတဲ့ပုဂ္ဂိုလ်ဒုက္ခရောက်နေပြီတရားနာတဲ့အောက်ကမုတ်လပွေကင်းတယ်လို့ဟိုဘက်ဖလဲလေဒီဘက်ဖလဲလေနော်အစိတ်တက်နေတာအဘောကတရားနာတဲ့အောက်ကဒီလိုလှဲ့နေရတယ်ဒုက္ခရောက်မနေဘူးလားရောက်နေတာအဘောကအဲ့တဲ့ဆိုရက်တောင်ခါတဲ့အေးတဲ့အောက်ကဒုက္ခရောက်တယ်ဖလဲလေမသေးသေးဘူးနော်ဒါအကောင်းကြီးကျမ်းကျမ်းမာချမ်းသာတဏှာကားလေးမျိုးတရားလာနာနေတဲ့ကြားတွေကတဏှာကြီးကြော်ကြော်လေးကြံသေးတာအောက်ကအစိတ်တက်နေပြီဖလဲနေပြီမလုပ်ဘဲနေနိုင်ရဲ့လားကဲအဲ့ဒါဆိုခင်ဗျားတို့3နာရီကျုပ်မလုပ်ဘဲနဲ့နေနိုင်မယ်ရတဲ့ပုဂ္ဂိုလ်ကျုပ်ငွေ1000ပေးမယ်ယူဘယ်နဲ့လဲမရရင်တိုင်းနေ2000ထပ်ပေးမယ်ခင်ဗျားတို့အပြင်မှာငွေအလက2000ရပါမလားမရဘူးကဲအဲ့ဒါဆို3000ပေးမယ်ဗျာကြည်စမ်းအဲ့တော့မပြင်မဲနေနိုင်ရဲ့လားသေပွဲကြတော့ဘယ်လိုလုပ်မလဲပြင်းနေဆိုတာယုံကန်လိုက်တာဟုတ်ပြီနော်မပြေမာနဲ့ဆိုပြီးတော့တားလို့စီးလို့မရအောင်ယုံကန်လိုက်တာအဲ့ဒါပေါ့တော့အောင်မေးလို့လားအလွန်ကြောက်စရာကောင်းတယ်ဟုတ်ပြီနော်လက်သီးစိုးလောက်ရှိတဲ့လက်ပြပုံလေးထဲမှာရမ်းနေရှိတယ်အဲ့ဒီရမ်းလေးဟာပေါ့တော့မအောင်မင်းနဲ့စနတံမပွင့်တဲ့အချိန်မှာတော့တယောက်နဲ့တယောက်လက်ပြဘောလုပ်ပြီးတော့ကစားလို့ရတယ်စနတံပွင့်လို့ပေါက်ဝဲပြီဆိုတိုက်ကြီးပြိုတော့မဖြိုနိုင်ဘူးလားအေးခမရတို့ရဲ့နှလုံးသားလေးဟာလက်ပြပုံနဲ့တူတယ်ဟုတ်ပြီနော်ရမ်းဆိုတာတွန်းကန်ပြစ်တယ်မဟုတ်ဘူးလားခမရတို့ရဲ့နှလုံးသားထဲမှာတွန်းကန်တတ်တဲ့ရမ်းမရှိဘူးလားခုနတောင်လို့3နာရီမလုပ်ဘဲနဲ့နေပါဆိုတော့မနေနိုင်ဘူးဆိုတော့လှုပ်လိုက်တယ်ဆိုတာတွန်းကန်လိုက်တယ်မဟုတ်ဘူးလားအဲ့ဒါဘာလို့တာလဲရမ်းပေါက်ကွဲသွားတာဒါနည်းနည်းလေးရှိသေးတာဟုတ်ပြီနော်သေကန်ကြီးကြတော့ခုနတော့ဒေါခင်ဩကျူလိမ့်မြန်နေတယ်ဆိုတာစနက်တံပေါက်ကွဲတာဘယ်သူမှတားလို့မရတော့ဦးဇင်းတို့နယ်မှာရှိတဲ့ပြည်မလာဆရာတော်ကြီးအသက်92နှစ်ဆရာတော်ကြီးပြန်တော်မမူခင်တော့ကိုယ်လေးနှစ်ပါးနဲ့တွဲထိုင်တွဲထူနဲ့နေရတယ်ဆရာတော်ကြီးပြန်တော်မူတော့လူ3ယောက်ဖက်တာမနိုင်လို့အခန်းသောပိတ်ပြီးတော့ပြစ်ထားလိုက်ရတယ်ဝုန်းတိုင်းကိုကျဲနေတာ90နှစ်ဆရာတော်ကြီးလူ3ယောက်ဖက်တာမနိုင်ဘူးမာရတန်ဇန်တန်တန်ဇောကြတော့စွမ်းအားတွေတက်မလာဘူးလားတက်လာတာနော်အဲ့ဒါမှတ်တာပေါ်ပေါ်လျှော့လျှော့နဲ့သေရေးကိုမတွက်ပါနဲ့အခုခမရတို့သိကျင်ရင်အိမ်ပြန်ပြီးတော့2နာရီလောက်မလှုပ်ပဲနေကြည့်လိုက်ဟုတ်ပြီနော်အဲ့ဒီကြတော့မှဟာဒီခန္ဓာကိုယ်ကြီးကဘလောက်ရက်ဆက်တယ်ဘလောက်နှိမ့်ဆက်တယ်ဆိုတာတွေ့လာလိမ့်မယ်အခုတော့ခမရတို့ကညောင်းလာတဲ့ပြင်းလိုက်လှုပ်နော်ကြိုက်လာတဲ့ပြင်းလိုက်ထုံလာတဲ့ပြင်းလိုက်ဆေးလေးကူးလိုက်အညောင်းလေးဟောတဲ့နှိမ့်လိုက်နဲလိုက်ပြုတ်လိုက်ပြင်းလိုက်နှဲ့လိုက်မလိုက်ရွှေ့လိုက်လှုပ်နေတော့ဒီယုတ်ကြီးရဲ့ဒုက္ခကိုသိသလားအဲ့ဒါဘာဖြစ်လို့လဲမြတ်စွာဘုရားဟောတဲ့သာသနာအမွေကိုမသိလို့ဟုတ်ပြီလားဣဒံဒုက္ခនិရောဓသစ္စာနော်ပရိညေယန္တိမေဘိက္ခွေပရိညေတန္တိမေဘိက္ခွေဣဒံဒုက္ခအရိယသစ္စာဤဒုက္ခဆိုတဲ့အရိယတို့သိရတဲ့ဒုက္ခသစ္စာဆိုတဲ့တရားတော်ပရိညေယန္တိပိုင်းခြားကြည့်ရမယ်ဟောဘယ်လိုကြိုက်တာတစ်မျိုးဟာဒီယုတ်ကြီးကဒုက္ခဘယ်လိုရက်စက်တယ်ခေါင်းကြိုက်တာတစ်မျိုးဇက်ထိုးတာတစ်မျိုးလေထိုးတာတစ်မျိုးနှလုံးတုံတာတစ်မျိုးရင်ခုန်တာတစ်မျိုးအကြောတက်တာတစ်မျိုးမူတာတစ်မျိုးဝေးတာတစ်မျိုးနားကြိုက်တာတစ်မျိုးအမျိုးမျိုးရက်စက်ပုံတွေကိုပိုင်းခြားရှုရမယ်လို့ဘုရားမဟောဘူးလားကိုခင်ဗျားတို့အဲ့လိုရှုရလားမရှုတော့ဒီခန္ဓာကိုယ်ကြီးကိုဘေးလို့သိရလားမသိဘူးချစ်နေကြတာဟောပြီနော်မခွဲနိုင်မခွာနိုင်ချစ်နေကြတာသိချင်ရင်ခင်ဗျားတို့အိမ်ပြန်ရင်လှုပ်ကြည့်ပါ2နာရီလောက်မရောက်တာတော့မှမိမိမလှုပ်မပြေမဲ့နေကြည့်သမ်းရှေ့တိုးပြီးတော့နေကြည့်လိုက်ရှေ့တိုးပြီးနေကြည့်လိုက်နောက်တော့ဘယ်လိုဖြစ်လာလဲရှေ့ကိုမတိုးနိုင်တော့ပါဘူးလို့ဖြစ်မလာဘူးလားအဲ့ဒီအချိန်မှာသေသလားရှင်းနေလားအေးရှင်တော့အကောင်းကြီးဒီလောက်လေးတက်တဲ့ဝေဒနာအောင်မှစောက်တရားမရအောင်ဖြစ်ပြီးတော့အတင်းယုံကံမဲ့ဆိုရင်သေပွဲဘယ်နဲ့လုပ်မလဲဟုတ်ပြီနော်စဉ်းစားပါအေးအဲ့တော့ဒကာဓမ္မတွေအဲ့ဒီသေခြင်းနဲ့ဆင်းရဲမှလွတ်ဖို့မလိုဘူးလားသေပြီးတော့အပယ်လေးပါးမှလွတ်ဖို့မလိုဘူးလားအဲ့ဒီလိုလွတ်ဖို့အတွက်လွတ်အောင်ကယ်နိုင်တဲ့စေနီသို့မဟုတ်သာသနာအမွေယူဖို့မလိုဘူးလားဘယ်မှာရမှာလဲဈေးကြိုမှာရှိသလားရှိပါဘူးဗျာစင်ကာပူနိုင်ငံမှာရှိသလားရှိပါဘူးဗျာ
အခုကတော့အမလေးနိုင်ငံခြားနဲ့ပြည်နေကြတယ်ဟုတ်ပြီလားအဲ့တော့နိုင်ငံခြားသွားတော့လည်းသေတော့လွတ်သလားမလွတ်ဘူးအဲ့တော့တရားဓမ္မတွေလူရင်းဟောလိုက်တော့မယ်ဘလို့ပဲနေရဟုတ်ပြီလားတိုက်ကြီးမဆောက်ရင်နေပါသေးကုမ္ပဏီကြီးမပိုင်နေပါသေးနာမည်ကြီးမဖြစ်နေပါသေးပညာတတ်အကျော်မော်ကြီးမဖြစ်နေပါသေးဘွယ်ထုဂုံထုတွေမရရင်နေပါသေးငါမသိဘူးရေကူးတတ်တယ်ဟုတ်ပြီလားအသေးတက်ရင်တော်ပါပြီဟုတ်ပြီလားအသေးတက်လို့ရှိရင်အပေတကားပိတ်ပြီသာသနာအမွေရတဲ့ပုဂ္ဂိုလ်များမှသာလျှင်အသေးတက်ပါသည်ဟုတ်ပြီလားအဲ့တော့တရားဓမ္မတွေအသေးတက်အောင်ပညာသင်ဖို့သာသနာအမွေယူဖို့မလိုဘူးလားဘယ်မှာရမလဲဘယ်ရိပ်သာမှာလဲစမ်းစစ်ပြီနော်ရိပ်သာမှာအသေးတက်အောင်သင်ပေးမယ်ဆိုတဲ့ရိပ်သာရှိသလားစဉ်းစားရမှာဟုတ်ပြီနော်ဦးစင်းကရှိသလားလို့မေးပါပြီဦးစင်းတို့လည်းသွားကျင့်ရမှာလေအဲ့တော့ခမရတို့ရိပ်သာသွားတာဘာသွားလောက်တာလဲစဉ်းစားမယ်ဟုတ်ပြီနော်စဉ်းစားစရာတွေသုံးသပ်တာတွေဒီထဲမှာတရားကျင့်မှုတဲ့ယောဂီမပါဘူးလားရိပ်သာတရားသွားမကျင့်ဘူးလားတရားကျင့်တယ်ဆိုတာတရားရဖို့ဟုတ်ပြီနော်တရားရမှမိမိတို့အားကိုးရမယ်။ကဲတော့တရားကျင့်ဖို့တဲ့ရောက်လာပြီ။ရိပ်သာကိုသွားပြီးတရားကျင့်ခဲ့တဲ့ယောဂီတွေအားကိုးသွားရှာတာကျွန်တော်ကျမဘုရားတပည့်တော်တို့ဘယ်လိုအားကိုးလိုချင်လို့ရိပ်သာကိုလာခဲ့ပါတယ်လို့ရှောက်တဲ့ပုဂ္ဂိုလ်ရှိလားရှိပါဘူးဗျာ။အဲ့လိုဆိုဘာမှညာမှမသိဘဲနဲ့သွားခဲ့ပြီ။ဒါပြင်ကျင့်တော့ကျင့်ခဲ့ပြီဆိုတော့ရတော့ရခဲ့ပြီလို့မထင်ဘူးလားအဲ့ဒီရခဲ့တဲ့တရားသည်မိမိခန္ဓာရဲ့ဓာတ်လေးပါပြင်းထန်စွာဖောက်ပြန်တဲ့အခါမှာအဲ့ဒီလိုရခဲ့တဲ့ဆေးနီးနဲ့နော်ကုလိုက်လို့ရှိရင်မချမ်းသာဘူးလားအဲ့တော့တရားရတာမရလားသိချင်ရင်အိမ်ကြရင်2 နာရီလောက်3 နာရီလောက်မလုပ်ဘဲနဲ့နေကြည့်နော်ခဏအသေးစမ်းကြည့်တာပေါ့သေတော့ယုတ်ကြီးသေတယ်ဆိုတာဟာဒီယုတ်ကြီးဝေဒနာတွေတက်ပြီးတော့ယုတ်တရားကြီးဖောက်ပြန်ပြီးတော့ပြင်းထန်တဲ့ဝေဒနာတွေမတက်လာဘူးလားအဲ့တော့သေမဲ့ဟာကိုမစောင့်နဲ့ကိုယ့်ဘာကိုအိမ်မှာမလုပ်ဘဲနဲ့2 နာရီလောက်နေကြည့်2 နာရီလောက်နေကြည့်တဲ့အခါမှာငါရတဲ့တရားသည်တနေ့သေတဲ့အခါမှာသေခြင်းဆင်းရဲမှအာကိုလောက်ပြီလားလို့စမ်းသပ်လို့မရဘူးလားအေးတရားမှန်လားမမှန်လားအာကိုထိုက်လားမထိုက်လားသိချင်ရင်မိမိ2 နာရီလောက်မလုပ်ဘဲနဲ့အဲ့ဒါနေကြည့်တက်လာတဲ့ဝေဒနာမှာစိတ်ကလေးကတင်ကြီးမိမိအာကိုရလို့ရှိရင်ဆင်းရဲပါမလားမဆင်းရဲဘူးဟုတ်ပြီနော်အဲ့တော့ဦးဇင်းတို့တရားသွားရှာတယ်ဆိုတာဘာသွားရှာတာလဲအာကိုရှာတာမြတ်စွာဘုရားရဲ့အာကိုထိုက်တဲ့သာသနာအမှုကြီးသွားယူတာမဟုတ်ဘူးလားဟုတ်ပြီနော်အမွေရရင်ဘာဖြစ်လဲချမ်းသာတယ်အဲ့တော့ချမ်းသာခြင်းလို့အမွေသွားယူတာဒီအမွေဟာတည်ခြင်းဆင်းရဲမှချမ်းသာစေတယ်အပေပေးဆင်းရဲမှချမ်းသာစေတဲ့အမွေကြီးဟုတ်ပြီလားအဲ့ဒီအမွေကိုမဖြစ်မနေမယူရဘူးလားအဲ့တော့ရိပ်သာသွားတယ်ဆိုတဲ့ကဘယ်လိုသွားရမလဲဘုရားတပည့်တော်မတို့နေရတော့ဟုတ်ပါပြီစာဝိနေရတော့ဘဝမှာတင့်သလိုယုံကန်လို့ပြည်လဲပါပြီဘုရားချမ်းသာပါပြီမစားရဒုက္ခမိုးရဒုက္ခမနေရတဲ့ဒုက္ခတွေလည်းငြိမ်းပါပြီဘုရားသို့တော်လည်းသေရတော့မငြိမ်းပါဘူးဘုရားတပည့်တော်တနေ့သေရင်အလွန်ဆင်းရဲပြီးသေရမှာကြောက်ပါသည်အဲ့ဒီအတွက်ကြောင့်ဟာဒီယုတ်တရားကြီးပြင်းထန်စွာဖောက်ပြန်တဲ့ယုတ်တရားကြီးရဲ့ရက်စက်မှုမှလွတ်မြောက်တဲ့ဝေဒနာကြော်တဲ့နီးဝေဒနာမှဒေါသတွေလောဘတွေချုပ်တဲ့နီးဘုရားတပည့်တော်တို့လိုချင်ပါတယ်ဆိုပြီးအဲ့လိုသွားတောင်းခဲ့လားမတောင်းခင်ဟုတ်ပြီနော်အဲ့လိုဆိုရင်ရိပ်သာသွားတယ်ဆိုတာဘာလိုချင်လို့သွားရမလဲကာယကဒုက္ခဝေဒနာရုပ်တရားယောဂ96ပြယောဂဖောက်ပြန်လို့ပြင်းထန်တဲ့ဒုက္ခဝေဒနာနဲ့တွေ့တဲ့အခါမှာမိမိစိတ်ကလေးဟာစိုးရိမ်မှုကြောင်းကြမှုပင်ပန်းမှုဆင်းရဲမှုမရှိဘဲနဲ့ငြိမ်းအေးပြီးသိရရင်မကောင်းဘူးလားအဲ့ဒီအတွက်သွားရှာရမှာအဲ့ဒါကိုရှည်တန်းတင်ပြီးတော့တိုင်းတာမှုမပြုဘဲနဲ့တို့ဆရာကကောင်းတယ်သူတို့ဆရာမကောင်းဘူးတို့နီးရကောင်းတယ်သူတို့နီးရမကောင်းဘူးအဲ့ဒီလိုရှောက်ပြောတာကဗราဏမဟုတ်ပါဘူးဘယ်မူကောင်းတယ်မကောင်းတယ်ဘယ်ဆရာကောင်းတယ်မကောင်းတယ်သိချင်ရင်ဟာဒီခန္ဓာကိုယ်ဓာတ်ကြီးလေးပါဖောက်ပြန်တဲ့ကာယကဒုက္ခဝေဒနာနဲ့စိတ်ကလေးနဲ့တွေ့တဲ့အခါမှာဆင်းရဲမှုချုပ်နေရင်မကောင်းဘူးလားဆင်းုံတက်တယ်ဘိုင်းနာဆိုပြီးဆင်းုံတက်တယ်ဟိုဆင်းုံကဟိုဆေးတိုက်တယ်ဒီဆင်းုံကဒီဆေးတိုက်တယ်ဘယ်ဆေးတိုက်တိုက်ဘိုင်းနာပြောက်ဖို့ဗราဏမဟုတ်ဘူးလားသူ့ဆေးငါဆေးညင်းဖို့လိုသေးလားအခုကဗราဏထားပြီးတော့စံငိမ့်ထားပြီးပြောရမှရှည်တန်းမရောက်ဘဲနဲ့သူ့မူကဘာဖြစ်တယ်ငါမူကဘာဖြစ်တယ်နဲ့ပြိုင်ညဆိုင်ညပြောကြဆိုကြတိုင်းညထွာကြတာကမသိတော့ပါဘူး
ဒီကြားထဲမှာတရားဆိုတာထိုင်မှလားတဲ့နော်ထိုင်မှတရားမဟုတ်ပါဘူးတဲ့၄ပါးသောအရိယာပုတ်ပေးထားတယ်ဆိုတာညောင်းရင်ပြင်မို့လမ်းလျှောက်ပေါ့လမ်းလျှောက်လို့ညောင်းရင်ပြန်ထိုင်မို့ညောင်းလို့ပဲထိုင်လမ်းလျှောက်ပဲလျှောက်ဘာပဲလို့ကြိုက်သလိုကျင့်လို့ရပါတယ်ရပြီဆိုတဲ့အဖြစ်တရားရပြီဆိုလို့ရှိရင်မိမိခန္ဓာရဲ့ဓာတ်၄ပါးကိုဖော်ထုတ်လိုက်လို့ပေါ်လာရင်မိမိစိတ်ကလေးနဲ့တွေ့ထိလို့ရှိရင်ဆင်းရဲမှုချုပ်နေရင်မှန်ပြီဟုတ်ပြီနော်သူ့ဘောသူထိုင်ရင်ထိုင်မှထားရင်လမ်းလျှောက်တိုက်နိုင်ဂျွန်းထိုးနေပြီဗျာသူ့ဘောသူဘယ်မှုနဲ့ပဲပြဒါကဗราဏမဟုတ်ဘူးမိမိခန္ဓာကိုယ်ကြီးပြင်းထန်တာရွက်ဆက်လာတဲ့ဟောသေအောင်တတ်တဲ့ဝိညာဉ်တွေ့တော့လူလို့လိမ့်လို့ရသေးလားလှုပ်လို့ကြွားလို့မလို့ပျောက်သေးလားအဲ့တော့ဘလို့ပဲပြင်ဘလို့ပဲရွှေ့ဘလို့ပဲမသေအောင်တတ်မဲ့ယောဂပျောက်သွားသလားအဲ့လိုဆိုတရားဓမ္မတွေသေအောင်တတ်မဲ့ယောဂသည်ဘယ်တော့မှမပျောက်တော့ဘူးဝေဒနာမြင်နေပြီအဲ့ဒီဝေဒနာနဲ့စိတ်နဲ့ရင်ဆိုင်ရတဲ့အခါမှာရုပ်တာဆင်းရဲပြီမဲ့စိတ်မဆင်းအောင်ကျင့်ဖို့မလိုဘူးလားအဲ့တော့မိုးကုတ်ဆရာတော်ကြီးကလည်းပြောလဲရုပ်နာရင်နာပါစေစိတ်မနာပါစေနဲ့လို့မပြောဘူးလားအဲ့တော့စိတ်မနာဘူးဆိုတာရုပ်ကနာနေပြီးတော့ယောဂါတွေဝေဒနာတွေဓာတ်လေးပါးတွေပြင်းထန်စွာဖောက်ပြန်နေသေးမှလိမ့်မယ်မိမိစိတ်ကလေးကမနာပဲနေရင်မမှန်ဘူးလားအဲ့ဒီလိုမှမဟုတ်ဘဲနဲ့ဓာတ်လေးပါးဖောက်ပြန်တဲ့ဒုက္ခဝေဒနာလည်းတက်ကောစိတ်ကဆင်းရဲတော့စိတ်ပါနာနေတယ်အဲ့တော့စိတ်မနာအောင်ဆိုပြီးအောက်ကယုတ်ကြီးပြင်လိုက်တော့စိတ်ပါခဏတော့ချမ်းသာမသွားဘူးလားနောက်တစ်ခါဝေဒနာတက်တော့ဆင်းရဲလားချမ်းသာလားအဲ့တော့ပြင်လိုက်တဲ့အလုပ်ဒီမှန်ရဲ့လားမမှန်တော့ပြန်ဆင်းလာတာဗောအဲ့တော့ယုံနာရင်နာပါစီဆိုတော့ဝေဒနာတက်ချင်တက်နေပါစီမပြင်နဲ့စိတ်ကိုယ်တာပြင်လိုက်ပါဟောပြီနော်စိတ်မနာအောင်လုပ်ရမယ်အဲ့တော့အသိနဲ့ပြင်ပါတဲ့အမှတ်နဲ့ပြင်ပါတဲ့ဦးဇင်းတို့ကအသိနဲ့ပြင်ပါဆိုတာရုပ်ကိုပြင်ရမှာလားစိတ်ကိုပြင်ရမှာလားအခုကအသိနဲ့ပြင်ဆိုပြီးရုပ်ကြီးသွားပြင်တယ်အမှန်နဲ့ပြင်ဆိုပြီးရုပ်ကြီးသွားပြင်တယ်မှန်ပါမလားမမှန်ဘူးနော်အဲ့တော့တရားမှန်နဲ့မမှန်နဲ့ဆိုတာကာယကဒုက္ခဝေဒနာဓာတ်လေးပါဖောက်ပြန်လိုက်တဲ့အခါကျတော့တနှုံဆင်းရဲတာသည်ဒေါသထိုဒေါသအာယုံမှလွတ်ချင်တာအဲ့ဒါကလောဘအဘိဇာအကုသိုလ်တရားတက်မသွားဘူးလားအဲ့ဒီယုတ်တရားကြီးချမ်းသာတယ်နှိမ့်ဆက်တော့ဆင်းရဲတဲ့ကာမယုတ်ကြီးပြုပြင်လိုက်ရင်မချမ်းသာသွားဘူးလားယုတ်ကိုချမ်းသာအောင်ပြုလုပ်တဲ့အကျင့်ဒီဘာအကျင့်လဲကာမတုကလိကနိယောကအကျင့်ဟုတ်ပြီလားအကယ်၍မလုံးမပြင်မင်းနဲ့ရုပ်ကိုစိတ်ကိုအပိမန်းခံပြီးဒုက္ခခံပြီးတော့ရုပ်ကလည်းဝေဒနာပြင်းထန်နေတာတက်မယ်လှုပ်လည်းမလှုပ်ဘူးစိတ်လည်းဆင်းရဲမယ်တင်းခံမယ်တောင်းခံမယ်အောင့်ခံမယ်စိတ်လည်းတင်းခံတောင်းခံအောင့်ခံတက်ကြီးတဲ့နေတော့မယ်ဆိုရင်အဲ့ဒါစိတ်ကိုရုပ်ကိုပိမန်းဆင်းရဲမှုမရဘူးလားအဲ့ဒါဆိုရင်လည်းအတ္တကိလမထာနိယောကအချင်းသေတော့လည်းတင်းခံလို့ရပါမလားတင်းခံတယ်ဆိုတာဒေါသတောင်းခံတွန်းခံတယ်ဆိုတာဒေါသလှုပ်တယ်ဆိုတာလောဘဝေဒနာကနေလောဘဒေါသအကုသိုလ်တရားတက်မသွားဘူးလားလှုပ်လိုက်တယ်ဆိုတာလောဘပရိစ္ဆသမလဲသွားတာတဏှာလောဘဆိုတာဒီကိုကောက်တော့ပါလေတဏှာကာယကဒုက္ခဝေဒနာကတဏှာကူးမသွားဘူးလားပရိစ္ဆသမလဲသွားသလားရက်သွားသလားဩအဲ့တော့ဘယ်လိုပြအခုကဘယ်လိုလဲသိရင်သွားမကြည့်နဲ့ကြမ်းနေတဲ့ဟောလာကူစဉ်အားရတွေလိုက်ရှင်းနေရတာဟုတ်ပြီနော်ကိုယ်တိုင်ပေါက်မြောက်အောင်မကြည့်မဲနဲ့ဖះဟောတဲ့ဒေသနာကိုခန္ဓာနဲ့ဆက်ဟပြီးတော့ကိုယ်တိုင်ပေါက်မြောက်အောင်မကြည့်မဲနဲ့ဒကာဓမ္မတွေကိုဘာဖြစ်လဲတပည့်တွေကိုဟဲ့ကြာထိုင်ဖို့မလိုဘူးအနာခံဖို့မလိုဘူးနဲ့ရှောက်ပြောနေတာနော်တော်တော်များပါတယ်အဲ့လိုလဲရေးကြတယ်အဲ့လိုလဲဟောကြတယ်အကယ်၍အဲ့ဒီပုဂ္ဂိုလ်ဒီကြွလို့မလို့ပဲရထိုင်ရနေပဲလမ်းမဲ့လျှောက်ကြိုက်တယ်လို့ကျင့်မိမိရဲ့အဖြေသည်ကာယကဒုက္ခဝေဒနာမှနော်ပြင်းထန်တဲ့ဒုက္ခဝေဒနာမှာဒေါမနတနဲ့လှုပ်လို့တဲ့လောဘချုပ်ရင်အဖြေမပေါ်ဘူးလားအကယ်၍မချုပ်ဘူးဆိုရင်မှန်မလားအဲ့ဒီပေါ်မှာအဖြေထားရမယ်ဟုတ်ပြီနော်အဲ့တော့ဒကာဓမ္မတွေကိုဆင်းရဲပြီးတော့စိတ်မဆင်းရဲတော့သေတဲ့အခါဆင်းရဲပါတော့မလားအေးအဲ့လိုအဖြေရခြင်းနောင်ကိုတရားသွားရှာမယ်ဆိုလို့ရှိရင်ဆရာကျွန်တော်ကျမတော့နေရတော့ဟုတ်ပါပြီသေအောင်တတ်တဲ့ဒုက္ခဘေးကြီးမှာအလွန်ကြောက်ပါတယ်အဲ့ဒီတော့ခန္ဓာကိုယ်ရဲ့ပြင်းထန်စွာဖောက်ပြန်တဲ့ဒုက္ခဝေဒနာမှာဆင်းရဲမှုချုပ်ငြိမ်းနဲ့အတတ်လိုချင်ပါတယ်ဖေယားဆိုပြီးတော့သွားတောင်းဟုတ်ပြီနော်အဲ့တော့ဒကာဓမ္မတွေသေခြင်းဆင်းရဲလွတ်မသွားဘူးလားသေခြင်းဆင်းရဲလွတ်ရင်အဘယ်တကားပိတ်တယ်ဟုတ်ပြီနော်အဲ့တော့နောက်တစ်ခါအကယ်၍ခမရတို့ဒီပြင်ရိတ်တာတွေမှာမရှိဘူးလို့အသိမဆိုလို့နော်ကြိုက်တဲ့ရိတ်တာကိုသွားအဲ့တော့ဒီယုတ်ကြီးကြွမပြီးတော့ရှာမယ်ဆိုရင်ခမရတို့ဒီဝေဒနာကတဏှာကူးပြီးတော့ကာမတုကလိကနိယောကအကျဉ်းကြီးဖြစ်တယ်
အကယ်၍မကြောက်မှပဲနဲ့ညှိချုပ်ပြီးကိုရောစိတ်ကအပိမန်းခံမယ်ဆိုရင်အတ္တကိကရမထာနိယောဂဖြစ်တယ်အကယ်၍ပြောမယ်ပေါ့ဒီဒုက္ခဝေဒနာကြီးကိုခံပြီးတော့တရားကျင့်တာမှားပါတယ်ဆိုရင်အဲ့ဒီပုဂ္ဂိုလ်နဲ့ဥစဉ်နဲ့ရှင်းမယ်ဟုတ်ပြီလားဥစဉ်ကတော့ကြွမှတာအကယ်၍တမရယာနိကနဲ့တော်တဲ့တောင်ထဲမှာလာနဲ့နှိမ့်နဲ့ခြီးပြီးတော့ကျင့်မယ်ဆိုရင်တော့ရတယ်အကယ်၍9ရက်10ရက်နဲ့နော်ဝိပဿနာယာနိကကျင့်မယ်ဟေးဆိုလို့ရှိရင်အဲ့ဒီမှားတယ်ဟုတ်ပြီနော်အဲ့တော့နီးမှန်နောက်ဆုံးအဖြေကတော့ကာယကဒုက္ခဝေဒနာမှာတဏှုစီးရတဲ့ဒေါသလွတ်ဖို့သာလင်တခုကြီးအဖြေပါပဲအဲ့ဒါကိုအဘိဇာဒေါမနတဝိနည်းလို့မြတ်စွာဘုရားဟောပါသည်ဦးဇင်းဒါကခမရတို့ကအကျဉ်းမဟောခဲ့တာအကျေဟောတဲ့တရားတွေရှိပါတယ်အရင်ကမန္တလေးမှာလည်းဟောပါတယ်ဝေဒနာမတဏှာဖြတ်နဲ့အခြေခံဝိပဿနာကျင့်စဉ်ရှင်းတန်းဆိုပြီးတော့3နာရီဟောတာရှိတယ်အဲ့ဒါတွေကိုဦးဇင်းတို့တရားတွေမှာရောက်နေအဲ့ဒါကိုနာပေါ့အဲ့တော့ဦးဇင်းကအဖြေနောက်ဆုံးပေးလိုက်မယ်ဒီပြည့်နေရာရှိတာမရှိတာဦးဇင်းမသိပါဦးဇင်းကတော့ခမရတို့သေခြင်းစည်ရဲမှလွတ်အောင်ကယ်နိုင်ပါတယ်ဟုတ်ပြီလားအရှင်ဘုရားတကယ်ကယ်နိုင်မှမလားဆိုရင်ခမရတို့တကယ်လာကြည့်ရင်တော့ကယ်နိုင်တာပေါ့ဟုတ်ပြီလားအဲ့တော့မိုးရွာတော့ရွာပါတယ်ခွက်မောက်ထားရင်ရေရပါမလားအေးမိုးကလည်းအများကြီးရွာမယ်ခွက်ကလည်းခံယူထားမယ်ဆိုရင်ရေမပြည့်ပဲနေပါမလားအခုခမရတို့ကလည်းဦးဇင်းတို့ပြမယ်ရိပ်သာမှာလာပြီးတော့တရားကျင့်မယ်အလကားကျွေးပြီးတော့အလကားပေးပြီးတော့အလကားတရားပြပါမယ်ခမရတို့အလကားလာယူကြပါခမရတို့အတိတတ်ဖို့အတွက်ဦးဇင်းကအာမခံနဲ့ပြပါသည်ဟုတ်မဟုတ်ပါမလားအရှင်ဘုရားဓမ္မယုံနဲ့လာပြီးလေလုံးထွားတာလားဆိုရင်ဦးဇင်းက9ရက်စခန်းထဲမှာတင်ခမရတို့ကိုလက်တွေ့ပြသွားမှာအခုယောဂီတို့အခုဦးဇင်းက2နာရီမလုပ်ဘဲနေပါကြိုက်တဲ့အရိယာဘုံနဲ့ပေါ့ထိုင်နေထိုင်မထိုင်ရင်လျောင်းနေခင်ဗျားတို့လျောင်းပြီးတော့2နာရီ3နာရီငင်းနေနိုင်မှာမလားမလုပ်ဘဲနဲ့နေနိုင်မှာမလားအေးခင်ဗျားတို့ပြမယ်10နာရီလည်းမလုပ်ဘဲနေအောင်ပြဟုတ်ပြီလားအဲ့ဒါကတော့လူ1000လာရင်1000လုံးရအောင်ပြခင်ဗျားတို့10နာရီကြာလဲမလုပ်ဘဲနေနိုင်အောင်လှုပ်ကိုမလှုပ်ချင်တော့အောက်ကဝေးနေဘလောက်တက်တက်ကြိုက်ခဲသိလဲသိတယ်ကြိုက်တာခဲတာလည်းရှိတာလည်းသိတယ်စိတ်ကလည်းမစင်းရဲပဲနဲ့အဲ့လို10နာရီမကနေနိုင်အောင်ဦးဇင်းပြနိုင်ပါလေဟုတ်ပြီလားအဲ့တော့စည်းရချမ်းသာဗราဏမထားပါနဲ့အတိတတ်ဖို့ရည်ကြီးပါတယ်ကိုးကွယ်ဖို့ခေါ်ခြင်းမဟုတ်ပါဘူးဟုတ်ပြီလားအဲ့တော့ယောဂီတို့အတိတတ်ဖို့မလိုဘူးလားအတိတတ်မဲ့နီးဆိုတဲ့သာသနာအမူကြီးယူဖို့မလိုဘူးလားအဲ့ဒါမနေ့ကညနေအိပ်ရလေးနေတာလာခဲ့တောင်စလင်းတိုက်ဝါကင်းကုန်းကျောင်းဆရာတော်ဥဒိကကျောင်းမှာပြပါတယ်နေပြီးတော့ဓမ္မယုံမှာဟုတ်ပြီလားအဲ့ဒီသာသနာအမူကြီးယူဖို့မလိုဘူးလားမလိုချင်လဲနေပေါ့သေတော့ကိုယ့်ဘောက်ကိုလိမ့်ခံပေါ့ဟုတ်ပြီလားအဲ့တော့ဒီနေ့ညဒုပတိယဘုံကြီးကျော်ဝင်ငင်းနေတကွနော်အဘိဓမ္မာအလူရှင်နဲ့တရားနာကြတဲ့ဧပရိသပေါင်းသူတော်ကောင်းတို့ကိုအပမာဒတတိပေးသောဓမ္မဂောသကတရားတော်ဖြစ်တဲ့သာသနာအမွေယူဖို့တိုက်တွန်းတဲ့တရားနာကြတဲ့တကူအနိသင်ကြောင့်တရားနာကြတဲ့ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့သည်မိမိသေးခြင်းဆင်းရဲနှင့်တကွအပေပေးဆင်းရဲမှလွတ်ဖို့တကယ်လက်တည်းထည့်ပေးသလိုပေးမဲ့ဆရာနဲ့အာမခံနဲ့ဆရာနဲ့တွေ့တဲ့အခါမှာကျင့်နိုင်ကြနိုင်အားထုတ်နိုင်ကြပြီးလျှင်အာသင်္ကရတနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်း